ချစ်ပေးတဲ့ကြားလုံးပဲမင်္ဂလာပါရှင်ရှေးတွေကေစီကျန်ချန်နယ်လေးကိုစေဆောင်မြန်နာဆရာပေးနေကြတဲ့ချစ်တော်လေးတွေအတွက်ရှေးကဒီနေ့မှာတော့ခင်းသက်လျာဆိုရင်ဂျီယန်စရန်ကောင်းလေးရဲ့စာဆုံးတင်ဆက်ပေးမှာဖြစ်တဲ့အတွက်ရေချစ်တော်လေးဟာလုံးကရှင်းနဲ့အတူလိုက်ပါစီမြောက်ခန်းစားပေးကြပါဦးနော်ဇလန်လေးမတင်ဆက်ခင်မှာရေတို့ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ပေးဖို့နဲ့ဘေးနားကဒီခေါင်းလောင်းလေးကိုနှိပ်ခဲ့ပေးဖို့လည်းမမေ့ပါနဲ့ဦးနော်ကဲဒါဆိုရင်တော့ရေးကဇလန်လေးကိုခုပဲစတင်လိုက်ပါမယ်ငါစိတ်မကောင်းပါဘူးစောင်းရင်ပဝင်းချင်းရဲ့တိတ်ဆိတ်မှုကိုထိုးဖောက်လာတဲ့အတန်တခုဘယ်တက်နိုင်မလဲခိုင်းရင်ဝမ်းနည်းမှုကြောင့်ဖြစ်ပေါ်လာတဲ့ရှိုက်တံကိုထိန်ကထွက်ပေါ်လာတဲ့အတန်မှာအာရုံမှုဆရာငယ်မှုတို့စွန့်ထင်းနေရင်ကျမနာမည်ကစောင်းသခင်နဲ့မင်းရဲကမိဘတွေစွန့်ပစ်ခဲ့လို့အတော်ပြူကြီးကဝေးစားခဲ့တယ်။စောင်းတော်ရဲ့လက်ထဲမှာစောင်းဝါဟာအတော်ကိုလူလားမြောက်ခဲ့တာအခုဆိုရင်ဘွဲတော်ရခဲ့ပြီ။ဒါပေမဲ့စောင်းလုတ်ကင်တဲ့အတော်ကိုပြန်လို့ကြေးပြုတ်မဲ့အချိန်အောင်မှာချစ်ရရဲ့တူးတဲ့သောဆွေမျိုးတူးတဲ့သောတေးသားဖြစ်တဲ့တော်လေးဟာလည်းစောင်းကိုနှုတ်တော်မဆက်ပါပဲစောင်းစီကထွက်ခွာခဲ့ပြီအခုစောင်းပြောက်တဲ့ဘွားကိုဘလို့80ရပါမလဲတော်လေးရဲ့အခုဘလို့လုပ်မယ်စဉ်းစားထားလဲစောင်းရဲ့ဟင်တူရီသောချစ်တဲ့ငယ်ချင်းရဲ့အမေကိုစောင်းပြင်းနေစမ်းမရှိသေးပါစောင်းကိုယ်တိုင်လည်းဘာကိုလောက်ခံရမလဲမစဉ်းစားနိုင်သေးပါမသိသေးပါဘူးခိုင်းရဲ့ငါဘာလို့ရမလဲမစဉ်းစားရသေးဘူးဟာစောင်းနင်ငါနဲ့တော့လိုက်ခဲ့မလားနင်မနှောင်တဲစရာတော်လေးလည်းမရှိတော့ဘူးမလားငါရမှာပဲအခြေချပါလားယင်စောင်းခိုင်ရဲ့စကားကိုစောင်းတွေးဆောင်ပြီးရဲ့စောင်းတနေ့တခြားမှာအခြေချချင်တာမျိုးရှိရင်မဲ့ခိုင်တို့ရွာကခေါင်းနဲ့မလားစောင်းအတွက်အဆင်ပြေပါမလားစဉ်းစားမနေပါနဲ့တော့စောင်းရဲ့ရောင်မငါလည်းအပြီးချေချတော့မှလေငါလည်းရှိရပဲဘာအဆင်မပြေတရားရှိလို့လဲဟာနော်လိုက်ခဲ့ပါစောင်းရဲ့ငါလိုက်ချင်ပါလေခိုင်ရဲ့ဒါပေမဲ့နင်အဆင်ပြေမှာစိုးတာရဲ့ငါကဟိုကဲစောင်းရဲ့အရှင်ကလိုက်ပါခေါ်နေရကိုဒေါ်ရွှေကျော်ကမူနေသေးရဲ့အဲ့လိုပါပဲစောင်းငယ်ချင်းခိုင်ဆိုတာပြောရင်ဖွင့်လေတဲ့ပဲပြောတတ်တယ်အဲ့ဒါသူတို့ရွာရဲ့ဒလေးတစ်ခုလိုဖြစ်နေပြီလေခိုင်ပြောတဲ့လောက်တော့ခိုင်တို့ရွာကအညာရီသားရဲ့အစွန်ပြားကြပြီးအတော်လဲခေါင်နေတယ်လူသူရပေါင်လည်းနေတယ်ပြီးတော့ထူးခြားတာကခိုင်တို့ရွာမှာအမျိုးသမီးတွေတောင်ဥဆောင်ဥရဲ့ပြုကြရတယ်အမျိုးသားတွေရှိရင်မဲ့အတော်များများလုပ်ကိစ္စတွေကိုအမျိုးသမီးတွေဥဆောင်ကြတယ်အဲ့ဒလေးကထူးဆန်းရင်ပဲသူတို့အတွက်တော့အမှန်ပဲယူဆကြရတယ်ဟဲ့စောင်းရင်ဟင်းခိုင်ပြောလေအဲ့တော့စောင်းရင်ငါပြောနေရကြာနေပြီဟာဟီ sorry ခိုင်ရင်ငါမကြားလိုက်ဘူးပြန်ပြောပါဦးငါပြောနေရငါလက်ဖြန်ပြတ်ပြစ်မယ်အဲ့ဒါနေပြစ်စင်ထားလို့ပြီးတော့ညကားစီးပြစ်မယ်အဲ့ဒါမှဟိုကောင်မနေ့ပိုင်းရောက်တော့ရွာကိုနောက်ညနေလောက်မှရောက်ပါလေဟမ်အဲ့တော့ကြောင်မလားခိုင်ရဲ့အေးအဲ့ဒါကြောင့်နေလိုတာကြီးပြန်ထားဖို့ပြောနေရနေပါရီတွင်းနေရလေဟီဘာရင်မဟုတ်ပါဘူးဟာအေးပါကြီးပါအဲ့ဒါဆိုငါပြန်မယ်ဆောင်ငါလည်းပြင်စရာရှိတာဖြစ်အောင်မယ်လေနှစ်ပြန်ညနေ3နာရီကနေသွားမယ်လာခေါ်မယ်ဟုတ်ပြီလားအေးပါငါစောင့်ပါမယ်ဒါဟာစောင်းဝရဲ့အပြောင်းလဲတစ်ခုဖြစ်တယ်လို့စောင်းဝအတိတ်ပြန်စားရလဲဖြစ်တာမလို့စောင်းတွေအရာရာကိုစကားပြန်လေတင်ကြရတော့မှမလို့စောင်းတော်ကိုစိတ်လို့ရှာမိပါတယ်အထူးသဖြင့်ခိုင်တို့ရွာရဲ့အမျိုးသမီးဦးဆောင်တဲ့တလေးကိုပဲစောင်းကြီးချောင်းဝကခိုင်ရဲ့ခေါ်တဲ့ဟာစောင်းကိုပုံပြီးစိတ်လို့ရှာစီရဲ့လာပြီလားခိုင်ခဏဝင်အောင်လေငါမပြီးသေးဘူးဟာဟမ်မပြီးသေးဘူးလားခုတီခိုင်မျက်ခုံးစုံမြတ်တဲ့သွားတဲ့အချီကိုအံ့ဩရတယ်မနေ့ကတနေကုန်နဲ့ဒီနေ့တနေ့လုံးပြည့်စင်တာစောင်းခုတီမပြီးသေးဘူးဆိုတော့တိန်လုံးရွာကိုတဲဝန်းများပြစ်နေသလားခိုင်စောင်းရှိရအိမ်ထဲကိုခြေချလိုက်တာနဲ့မနှဲမနှိုးတဲ့အထုပ်ပေါင်းတောင်းချောက်ထားရဲ့ပါသွေးကလနဲ့စောင်းကတော့အဲ့ဒီထုပ်တွေကြားမြုပ်နေလေရဲ့ဟဲ့စောင်းဒါတွေကဘာထုပ်တွေလဲဒါရလုံးယူလာမယ်လို့တော့ပြောနေတော့စောင်းဟီခိုင်ကလည်းစားရဲ့ပလဲလုံးလေးလိုဝိုင်းဆက်တဲ့မျိုးများကအရေးလက်ကချိုးသားတဲ့ပြုံးများကဘသူ့ကိုများမချစ်ပဲနေနိုင်အောင်ပြုတ်လုံနိုင်ပါလေလေစောင်းကချစ်စရာမျက်နှာဝိုင်းလေးနဲ့ရှေးလိုက်တိုင်းပါပြစ်မှာခြိုက်ဝင်သွားတဲ့ပတ်ဆိုင်လေးရဲ့ပိုင်ဆိုင်ထားတဲ့နတ်သမီးလေးတို့လှပပါတယ်ခိုင်တို့တောင်းအောင်တင်ကိုလုံးပိုင်ရှင်နေတော့အကွာကြီးကွာတာပေါ့ခိုင်နဲ့ရှိရင်စောင်းကကလေးတသားရဲ့ခိုင်တဲ့စောင်းကခိုင်ငယ်မငယ်လေးတို့ချစ်ရတဲ့တငယ်ချင်းလေးပါဟီငါလည်းဟိုအားလုံးမဲ့ဒါလိုပဲနဲ့ထင်းနဲ့များသွားတာဟာဒလောက်အများကြီးမယူလဲရပါတယ်စောင်းရဲ့ငါနဲ့ကို900မှာတည်ရဲထီနေပြီးမြို့မတက်ခိုင်မှုထင်နေရလားစောင်းမဟုတ်ပါဘူးခိုင်ရဲ့ငါကဟိုခိုင်စောင်းကိုရင်ကနေဆက်ဖက်ထားမိတယ်ဒီကောင်မလေးဒီကပြောင်းကျင်တာခိုင်တည်ရပေါ့စောင်းနင်ဝမ်းမနေပါနဲ့နင်900မောင်ပြောတဲ့တနေ့ငါကိုယ်တိုင်နင့်ကိုပြန်မှုပေးမယ်ငါကတိပေးရဲ့ဆောင်ဒီမှာတော့နင့်ကိုမျက်စိတငယ်နားတငယ်နဲ့ငါမထားခဲ့နိုင်ဘူးဆောင်ဟင်ငါမှသိမိတ်စေဆိုလို့နင့်မဲရှိရခိုင်ငါနေနဲ့လိုက်နေကြပါလေအခုကငါတော်လေးကိုသတိရသွားလို့ပါဟုတ်ပြီဝမ်းနေနေနဲ့တော့အခုဒီထုတ်တွေတဲကနင့်အဝတ်စားရဲ့တခြားနင်အသုံးလိုတွေပဲယူလာလိုက်ကျန်တာဟိုရရင်ငါစီစဉ်ပေးမယ်ဟုတ်ပြီလားဆောင်အဲ့ဒါဆိုရင်ငါအဝတ်စားနဲ့ဈေးတော်တွေတော့ယူလာမယ်လीနော်စိတ်ဘာစီလဲဆောင်ရဲ့
ဘာစည်းရတော့မဟုတ်ပါဘူးအစုံပါပဲ။စောင်းဖြေချောင်းခိုင်သဘောတော့ကြာရှင်းပြီးတယ်။စောင်းနေကတော့လေငါတို့ရောက်ကခေါင်းလဲဆိုရင်ပဲရွာရဲ့စိတ်စရာကမြို့ကဆရာဝန်တက်စမ်းပါလေဟာ။ဟာခိုင်ကလည်းငါကဒီတိုင်းလိုရမယ်ရထက်လာတာပါဟာ။အေးပါလာတော့ရအောင်ကားနောက်ကြနေမယ်။စောင်းအိမ်လေးကိုတော့တခြားခတ်ပြီးတာနဲ့စိတ်ထဲကပါတကားနှုတ်ဆက်လိုက်တယ်။စောင်းပဲစိန်ဒီကိုပြန်လာရမယ်မသိဘူးမလား။ဒါပေမဲ့စောင်းပြန်လာပြီးအောင်စူးစမ်းပါမယ်အိမ်လေးရဲ့ဝေးပြေးလမ်းမှာတဲ့ခီးတဲ့တင်ကားလေးဟာတရရထက်ကလိုက်တာဘဲစီပဲဥတီတာကိုစောင်းမသိပါညရဲ့အမောင်တူကစောင်းကပဝင်းချင်မြေအောင်ကြည်စဲလေတော့စောင်းခိုင်ကိုသာမျက်စိစုံမိတ်လာခဲ့တယ်စောင်းအိတ်နေလေလာငါ့ကိုမိပြီးအိတ်မနှမ်းမရှောင်းမှာဟိုကိုလာဒီဘက်တော့ဟင်းတော်ပြီမိတ်တော်ပါဘူးရှားတဲ့ခိုင်ရဲ့နေလဲအိတ်လေငါပေါ်အိတ်မလားခိုင်စောင်းပကုံးကိုကိုင်ကသူ့ဘက်ကိုဆွဲပြီးကောင်းမိစေလိုက်တယ်အိတ်လက်ဆောင်မနေ့ကျရင်အားလုံးစီပြီးသားလိမ့်မယ်ငါ့ကိုရုံဆောင်ငါနေကိုရှုံနေခိုင်အဲ့ဒါဆိုလားအိတ်လိုက်ကားမှုတက်တယ်မလားအိတ်ပြောအိတ်တော့လာခိုင်ပေါ်ကိုလဆောင်မီကကောင်းမီထားတဲ့ဆောင်းကိုကြည့်ပြီးခိုင်တပြင်းခိုးချမိတယ်စိတ်ချပါဆောင်ငါရှိနေသေးရင်နေကိုသူမှမထိခိုက်စီအောင်ဒါနင့်ကိုငါပေးနိုင်တဲ့ကလေးပဲဆောင်းနေငါ့ကိုရုံလိုက်ပါဆောင်အချိန်ဆိုခဏလေးပါပဲခိုင်တို့ကားလေးကခုဆိုရင်သူ့ဥတီယာကိုရောက်ပြီးဖြစ်တယ်လို့နေမင်းဟာလည်းနိုးထားလာခဲ့ပါပြီဆောင်းဟင်းခိုင်ထောက်တော့ဆောင်းမနေ့ရောက်နေပြီကားဂိတ်စုံနေထားတော့ခိုင်ဆောင်ကိုကားအောက်ရောက်မနေ့တော့ခေါ်လိုက်ရှာတယ်မနေ့ရတာဆောင်ရဲ့ပုံစံစစ်စရာကလေးတယောက်လို့ကြက်တိုက်ချင်နေတဲ့ပုံစံလေးမို့ခိုင်တဲ့တရားကနေပဲလာဆောင်ပါစားချင်လဲငါတောင်းဝယ်ပေးမယ်လေအခုငါတို့ရောက်ပြီလားခိုင်ဒီတည့်ရဲ့ကားကြောင်စီးပြီးရင်ရွာနာဆိုရင်ငါ့ကို2ယောက်လာကြိုးလိုက်မယ်ဆောင်ကားထက်စီးအောင်မလားမျက်နှာလေးမဲ့ကမေးလာရဲ့ဆောင်ဟာအတော်နှုံးနေနေပုံပဲအွန်းလေမစီးနိုင်တော့လားဆောင်ဒါဆိုဒီမေတညအိတ်လိုက်မလားဟင်းရတယ်ငါစီးနိုင်ပါသေးရဲ့တေချာလာဆောင်ငါ့ကိုအားနာဖို့မလုံးတော့တကယ်ပါငါစီးနိုင်ပါသေးရဲ့ဟိုရောက်မှတေချာနားမယ်လीနော်အေးပါအဲ့ဒါဆိုလဲလက်ဆောင်အရင်စားမယ်လားလိုက်မယ်မလားလိုက်မယ်ဒီနေ့တရက်တာစောင်းကားထက်စီးအောင်မှာပါလေတကယ်စီစောင်းကားထက်မစီးနိုင်တော့ပါဘူးဒါပေမဲ့ခိုင်ကိုအားနာရမယ်မလားဘာပဲဖြစ်စောင်းစီပြီးအောင်နေရမယ်မလားခိုင်ဟာတော်နေကြလူတူဖြစ်တဲ့လျောက်ကားကြော်ရှားတီမှာခိုင်တွေထင်သလောက်မကက်ခဲ့ခိုင်ရှာလာတဲ့ကားဆောင်ကလည်းခိုင်တို့ရွာရဲ့မလန်မကတ်မှာရှက်ပေးတာကြောင့်လာကြိုကြတဲ့ခိုင်ကိုနှစ်ယောက်ကိုပင်လမ်းမြင်နေရပါပြီ။ဆောင်းကိုယ်တိုင်လည်းအတော်ပင်နှုတ်စီနေခဲ့မလို့အတော်အာယုကခိုင်ကိုတို့ရှိအောင်စီကိုရှောက်လန်းရှောက်ရတယ်။ခိုင်ကလည်းရေးကြည့်နေရမလို့မစိုးရင်အောင်ဆောင်းမနေအတစ်ထားရတယ်။လာဆောင်ရှောက်တော်မှာပါ။အမခိုင်ရဲ့ငါလာနေပါလေဟာ။ပြုတ်ကိုကြီးတို့ကြုတ်ဒီမဲတော့ခိုင်ကတိမ်မွေးတော့တဲ့သူ့ကိုနှစ်ယောက်ကိုလက်ပြလှမ်းရတယ်။ပြောင်းလဲသွားတဲ့ခိုင်ရဲ့လေးတဲ့စကားပြောကြောင်းနောက်မှလိုက်လာတဲ့စောင်းတော့ပင်အံ့ဩခဲ့ရတယ်။ခိုင်ကလည်းဒီလိုပြောတတ်တယ်လား။ဟေ့ဟိုမဲကျုပ်တို့နှမခိုင်မလား။ဟုတ်ပါအဲ့ဒါမင်းနှမခိုင်ရဲ့လေကွာ။မင်းကလည်းငါနှမဆိုတော့မင်းနှမမဟုတ်တဲ့အတိုင်းပဲ။ငင်းခုံလေးအကိုညောင်ရဲ့အတန်းကြောင့်ခိုင်မအမောပင်ဆိုရတယ်။ကဲကိုကြီးတို့နှစ်ယောက်ဒီလာပြီးအထုပ်တွေလောင်ဆဲပါအောင်။ဒီမဲ့ဧည့်သည်လေးပါရတော့လာပြီငါနှမရဲ့အဲပါရင်လေကြိုပြောတာမဟုတ်ငါတို့လဲယူလာမှာပေါ့။ဘာခိုင်ရဲ့တဟာလမ်းမထဲဟင်းထွက်လာတဲ့အမလီပရတော့ခိုင်ရဲ့ညီမလဲဖြည်းဖြည်းအော်ပါဟာခိုင်ရဲ့ကိုတယောက်မှပြောတာကိုစောင်းတော့မှကြားနေရတယ်အခုထိခိုင်ကိုနှစ်ယောက်ကိုစောင်းမမြင်ရသေးအခုလဲမြူလာဘူးပေါ့ဟုတ်လားကိုလည်းအေးလီခိုင်ရဲ့ရွာပြင်းနဲ့ရွာရဲဆိုတာငါတို့ငယ်တွေကတွားနေကြလာနေကြလေလဲမလို့ပါဘူးဟာခိုင်တော့မလို့ပေါ့ကိုလည်းရဲ့စောင်းကအတော်နှုံးနေပြီရဲ့စောင်းကဘာလို့လဲဟာငါတို့တော့နင်းတယောက်တည်းမြင်မိရရဲ့ဒီမလေးစောင်းကသူကခိုင်တငယ်ချင်းလေခိုင်ကိုဘေးကရက်ကနောက်ကနေမှစောင်းကိုပြောလိုက်တယ်ခိုင်မျိုးနဲ့ခိုင်စောသူတို့ညီမနောက်မှာပေါ်လာတဲ့အရေးလေးကိုပင်သက်စာကြည့်မိတယ်။ဒါကငါတို့နှမရဲ့တငယ်ချင်းနဲ့လားဒီတသေးကိုလေးကလေကဲတော်ပြီကိုကြီးတော့နောက်မှမိတ်ဆက်ပေးမယ်။အခုရွာပြန်ပြီးလှဲယူသေးခိုင်လို့ဟိုပြီးအောက်ကစောင်းမယ်။ဟုတ်ခိုင်ဟင်ဘာဖြစ်လို့လဲစောင်းလဲပြန်မြူခိုင်းမှလည်းတော့ငါရှောက်နိုင်ပါလေခိုင်ရဲ့မရပါဘူးခုတောင်နဲ့သားတွေရဲနေပြီးနေလောင်နေရရွာလေးရောက်ဖို့နိုင်ဝက်လောက်သွားအောင်ပါလေလဲနေပဲသွားရအောင်စောင်းရင်ရပါလေခိုင်ရဲ့ငါဒီတိုင်းလမ်းလျှောက်လေရတာကိုတက်တဲ့အချိန်ကောင်နေရတယ်။တိုင်းမဲ့ဆောင်နော်လောက်ပါခိုင်ရဲ့နော်ငါလမ်းလျှောက်နိုင်ပါသေးရဲ့ခိုင်မျိုးနဲ့ခိုင်စောအရေးကလေးရဲ့သူတို့နှမကိုဆွဲနေပုံကိုမျိုးလုံးပြူသားနဲ့ကြည့်နေပြီးတယ်။နတ်သမီးတွေကထွဲလက်ထားပဲလားကွာ။ဟုတ်ပြီဒါဆိုလမ်းလျှောက်သွားမယ်လမ်းမှာနားပြီးသွားမယ်ဟုတ်ပြီလား။ဆောင်းကလေးတယောက်လိုခေါင်းသက်သက်ငိမ့်ပြလာရဲ့အဲ့ဒါဆိုကိုကြီးတို့ဆောင်းကိုကြည့်လို့ပြီးရင်အိတ်တွေတက်ခဲ့ကိုလာဆောင်သွားမယ်။ခိုင်ကြီးကိုဟာဆိုရင်ဖြစ်အခုဆိုရင်အထုပ်ကြီးထုတ်ငယ်မှကရှေးကနတ်သမီးကိုမျက်စိတောက်ထားကြည့်ရင်ပြလိုက်ပါခဲ့ကြတော့တယ်။ဒါငါတို့အိမ်မဲဆောင်ခိုင်တို့အိမ်ဆိုတာခြေတန်းရှိအိမ်လေးကိုမှပန်းမင်းတီးပင်နဲ့အုပ်ဆိုင်ဆိုင်နေနဲ့ချစ်စရာလေးပဲ
အညာရီတော့မှအခုလိုတစ်ပင်လေးအုပ်ဆိုင်အောင်စိုက်လို့ရတာကိုစားခုမှသိချင်းဖြစ်တယ်အပေါ်ထက်မှာသွားနှလိုက်အောင်ဆောင်ငါလိုက်လာခဲ့မယ်တက်နေနော်ရရလေအဲ့ဒါစီငါတက်နေမယ်ခိုင်အေးစားပေါ်တက်ကိုရောက်အောင်စောင့်ရပြီးမှလက်နဲ့ဆုံးရဆွဲခုံကိုကြောင့်ခိုင်လိုက်တင်လိုက်ပါခဲ့ရတယ်ခိုင်ပါရီရှောက်တော့နေရလဲငါနှမရေခိုင်စော်ရဲ့မိကိုခိုင်မျိုးကကောင်းကြီးကထောက်ခံနေခိုင်ဘာလို့နေလို့လဲကိုကြည့်ရဲ့ခိုင်တော်ခိုင်စော်ငါပြောမယ်ဒီမဲ့ခိုင်ငါနှမနေခေပညာတဲ့မြို့เจ้าမှာဘလောက်ပဲပညာသင်ကြားခဲ့ပါစေနင်ဟာဒီဟာသူဆိုတာကိုမမေ့ပါနဲ့ခိုင်ကိုကြည့်ခိုင်မျိုးရဲ့ပြောကြောင်းခိုင်မြခုံးတို့တွန်းချုံလာခဲ့တယ်ခိုင်ပေတော့ကမှဒီရိုက်တလေးကိုမပယ်ရှားခဲ့ဘူးကိုကြည့်ဒါဆိုခုခိုင်ပြမှုကဘာလဲခိုင်နတ်သမီးလေးကိုအိမ်မှာတဲဖို့ခေါ်လာတာဒါရိုးရကိုစန့်ကျင်နေလေဟာကိုကြီးကစောင်းမကြောင်အကျိတ်ကပြောတယ်ခိုင်လည်းအိမ်မှာတဲခိုင်မှန်ပြောပြပါဘူးဘာအခုညရဲ့တန်ကြောင့်ခိုင်နားတွေကိုပိတ်ချလိုက်တယ်ခိုင်မျိုးကခိုင်လက်ကိုဆဲကနားတိုးလာတယ်ခိုင်နင်ခင်တော့လာကိုဆဲနေသလားဟုတ်တယ်ခိုင်နင်ခုမှပြောက်တာခင်းနဲ့ထိတ်တယ်မတွေ့ပါနဲ့ဟာခိုင်လည်းခင်တော့လာကိုမဆဲမိပါဘူးကိုကြီးရဲ့ခိုင်တငယ်ချင်းကိုခိုင်အိမ်ခေါ်တာဘာမှဖြစ်လို့လဲတော့ခိုင်ပြောလေဆိုလေမလုပ်နဲ့နင်ကလေးမဟုတ်တော့ခိုင်ကိုကြီးရဲ့မန်မဲမှုကိုခိုင်ပါမှမတုတ်ပြန်ခဲ့ပါခိုင်ကိုယ်တိုင်လည်းစောင်းကိုတိတိအကြောင်းပြောရသေးသလိုစောင်းလုံးအားငယ်တဲ့သူအတွက်ဒါကိုလက်ခံဖို့ခက်ခဲအောင်ပါဒါပေမဲ့ဒီနေ့နေမကုန်ရင်စောင်းကိုခိုင်ပြောဖို့ပြောမှဖြစ်မှာပါခိုင်တို့အိမ်လေးဟာအေးချမ်းပြီးရွာလေးဟာလည်းငင်းချမ်းပါတယ်စောင်းတော့တော်ကပင်းကြီးချင်းစရာလေးဖြစ်ပေမဲ့ဒီဟာရဲ့ဒလေးတွေကိုစောင်းနားလဲနိုင်အောင်စူးစမ်းနိုင်ပါမလားဒလေးတွေကိုမလိုက်နာနိုင်ရင်ဘာတွေဖြစ်လာမလဲစောင်းမသိသလိုစိုးရိမ်မိနေရတော့အမှန်ပဲခိုင်ပြောပြသလောက်တော့ဒီရောင်မှာထူးဆန်းတဲ့ဒလေးတွေရှိပြီးထူးဆန်းတဲ့လူနေမှုစရိုက်တွေရှိရတယ်စောင်းအနီးကြောင်လိုက်ကျင်းသားရလာမယ်ပြောရင်မယ်စောင်းစီထဲစိုးရိမ်မှုတော့ပျောက်ပြတ်သေးပါဘူးစောင်းအေးဦးမလားဟဲ့မအိတ်ချင်မအောင်ခေါင်းနှောင်နေတော့ရေချိုးစင်တဲ့ခိုင်ရေချိုးလို့တော့ဖြစ်ဘူးနေဘူးကခုမှပြန်လာတော့အပူရှက်ပြီးဖျားမှဆိုလို့ညနေမှချိုးလေးဆောင်အဲဆိုညနေခင်းမှချိုးမယ်အခုတော့ငါ့ဝတ်တွေနေရာချတော့မလားရင်ခိုင်အဲ့ဒါကခိုင်ဘလို့ဖြစ်ရပါဆောင်ရင်နောက်မှလောက်ပါဆောင်ရင်အခုတော့အောက်ထပ်မှာထမင်းဝိုင်းပြနေပြီးဆင်းရအောင်လေနော်ငါလည်းဘိုက်စာနေပြီခိုင်ရဲ့အေးပါလာသွားမယ်ခိုင်တို့ရင်အောက်ထက်ကအတော်ကိုမြစ်ပြီးမီယိုကန်းနဲ့ထမင်းစားကန်းကိုတက်ဆက်တဲ့ဆောက်ထားတယ်လာထိုင်ကြနတ်သမီးလေးဘိုက်စာနေမှာလားခိုင်ကိုနှစ်ယောက်ကအမားလေးဖြစ်တာကြောင့်စောင်းခုထိဘသူကြီးဘသူငယ်မှမခွဲတတ်သေးပါစောင်းတာငါ့ကိုအတီးခိုင်မျိုးတဲ့ဒါကတော့ငါ့ကိုလည်းခိုင်စောတယ်ကိုကြီးတို့ဒါကခိုင်တငယ်ချင်းစောင်းသခင်နဲ့နတ်သမီးမဟုတ်ပါဘူးစောင်းသခင်နဲ့လားလိုက်ဖက်ပါရဲ့ဖြူဖွေးနေရနှင်းလုံးလေးတိုင်းပဲဟုတ်ပါဗျာဟုတ်ပါဒီကအညာသွေးနဲ့တော့တခြားစီရဲ့ဗျာကိုကြီးပြောစကားကိုကိုလက်ကထောက်ခံပြောတယ်ဟုတ်ကဲ့စောင်းနာမည်စောင်းသခင်မှာခိုင်လိုပဲချစ်ခဲ့ပါကိုကြီးတို့အမြင့်မတော်ရှိရင်လည်းစောင့်ပါပေးပါရှင်စိတ်ချသိစစောင့်ချောက်ရမှာပေါ့ဟုတ်ပါစောင့်ချောက်ရမှာပေါ့အရင်တည်းကဒီလိုနူးညံ့နှမလေးတယောက်လိုချင်နေရခုမှပဲရတော့တယ်ဟိဟုတ်ပါကွာအိမ်ကနှမကတော့နူးညံ့မှုနေတာတခုစရင်ဓာတ်ဆဲတုပ်ဆဲနဲ့ရဲဗျာဟာကိုကြီးတို့တော့ခိုင်ကိုလှောင်းနေပေါ့လေခိုင်သားဒီလိုနေလို့ကိုကြီးတို့စိုးရင်ရတာနေတာမလားသူများအကိုလေးဆိုရင်သူ့နှမလေးရစောမှာဆိုလို့ရှစ်တမမဖိနေကြကြဖြစ်နေရလေအဲ့တော့ခိုင်ကိုကိုကြီးတို့ကျေးဇူးတင်ရမယ်ပါဟုတ်တာပါကျေးဇူးကြီးမြတ်လာပြီတကူကိုလည်းရဲ့စားမမှုကိုခိုင်မှလည်းမျက်စောင်းတဝင်းရဲပါကဲစားကြတော့စောင်းငယ်စားနေတော့မယ်စောင်းငယ်လို့ခေါ်ရထားလားကိုကြီးဟုတ်တယ်လေစောင်းငယ်အဆင်ပြေလားဟုတ်ကဲ့ကိုကြီးတို့အဆင်ပြေလို့ခေါ်ပါရှင်ကိုကြီးတို့များနူးညံ့ချက်ပဲခိုင်ကကိုကြီးကိုစားနေပြန်တယ်စောင်းငယ်စားဒါကိုလက်ကိုယ်တိုင်ချက်ထားတာရှင်အော်မင်းနဲ့ဆောင်အရင်စားလိုက်အောင်နောက်တီးထက်အောင်ရအောင်မှတရားမှလေခိုင်ပြောကိုကြီးမြောက်ကပြုံးတာပြုံးပြီးစောင်းကတော့ဦးကြောင်ရဲ့ပါစူညံစားတင်ခဲ့တဲ့ထမင်းပိုင်းလေးဟာအလွန်ချုပ်ပြင်းသလိုအတူစားသူတွေကြောင့်စောင်းပျော်ရွှင်ခဲ့ရပါတယ်ဒါပေမဲ့စောင်းရဲ့ပြောတွေကိုအဲ့ဒီတန်ကရက်တန်ခဲ့တယ်အော်စားတော့ဘွဲတော်တိတ်နေတပကိုခင်လာတာစောများနေသလားမခိုင်အေးဆဲနဲ့ခက်တဲ့စကားအတန်နောက်မှာဒေါသကိုထိတ်ချုပ်ထားဖို့မယ်ခိုင်ကိုမလို့တက်ခေါ်နေမယ်အဲ့ဒီမိမငယ်တွေကခိုင်ကိုလေးစားပုံလည်းပေါ့ဘူးခိုင်နောက်ပါစီမှာကြားတဲ့တန်ကြောင့်စောင်းလက်ကိုတင်းဆုပ်ကိုင်းမိတယ်အော်ခင်လေးပါလားလာဝယ်ထိုင်အောင်လေခင်လေးရဲ့ကိုကြီးရဲ့စကားကိုပြန်ပြေတန်းထွက်မလာခဲ့တယ်လို့စောင်းကိုယ်တိုင်လည်းနောက်လှည့်ကြည့်ခွင့်မရသေးပါခိုင်ရည်လေးဘာကြောင့်စောင်းလက်ကိုတင်းဆုပ်ကိုင်းနေရသလဲခင်ဒီကိုဘာကြောင့်လာလဲဆိုတာကိုမျိုးတို့မောင်နှမရေးသိပြီးသားဖြစ်မယ်ထင်ပါတယ်ခင်မေထိုင်မှုအချိန်မရှိဘူးရဲ့ရင်ကျေးသလိုနဲ့မောက်မာတဲ့လေတန်းကြောင့်စောင်းမြခုံးစုံတိုးတိုးလာသလိုခိုင်လက်တို့လည်းပိုတင်းကျပ်လာတယ်ခိုင်စောင်းကိုခဏထားကခင်ရှိရထမင်းစားကဝါတို့ရှောင်းလန်းလာခဲ့တယ်ခင်မတိရကြရင်တော့ဟုတ်ပါတော့မခိုင်လည်းမြို့မှာကြောက်တထားကြတော့ဒီရတဲ့ဒလေးတွေကိုမစ်နေရောသလားမခိုင်ခရက်တဲ့စကားဆိုစောင်းဆက်နားမထောင်နိုင်တော့တာကြောင့်ခိုင်တို့နှစ်ယောက်ရှိအောင်လှမ်းမိတယ်ခင်ဆိုတဲ့မိမပြိုကစားလို့ထဲငယ်မဲ့ပုံပေါ်ရင်မဲ့အရှံမောင်းကတော့ခိုင်ထက်ကိုမြင့်ကြည့်မှုစောင်းနေနဲ့အတော်မော့ကြည့်ရမယ်အနေထားမှရှိရင်
အနီရောင်ရင်မုံတဲ့ထမိန်ကိုဝစ်ဆင်ထားပြီးနေစီနေတို့ကအိုင်မမပြိုရဲ့ရဲရဲမှုကိုဖော်ကျုံနေရဲ့အဖေကြောင့်ဤမမပြိုခုကဲ့သို့ခိုင်ပေါ်ခက်နေနေတယ်လေစောင်းကိုခေါ်လာချင်းကြောင့်ပြီးလားစောင်းသိကြတယ်ဘာဖြစ်လို့လဲခိုင်ခင်ကျူသားရဲ့တန်ကြောင့်ခင်မျောတစုံမခိုင်ရဲ့မျက်နှာမှာအတန်ရှိရသောအကြည့်ရောက်မိတယ်ခင်ထက်ကောင်းတလုံးထက်အနှဲငယ်ရောတဲ့အရံမောင်းပိုင်ရှင်မိခလျာမခိုင်ရဲ့ဧည့်သည်ပေးတာခင်ဆိုတော်မှာတရားရဲ့ဩစာနဲ့အာနာဆက်ပြင်းတဲ့မိသားစုကစဉ်းသက်လာတဲ့မမပြိုဖြစ်တယ်လို့တရားရဲ့ဒလိအတော်များကိုခင်တို့မျိုးရိုးကသာထပ်မှတ်လို့ရှိရဲ့အဲ့ထဲမှာရှာရဲ့မြည်သည့်အိမ်မှာဧည့်သည်မဆိုခင်တို့ရဲ့ဆိုင်မှာသာတဲခိုရမယ်ဒါဟာတရားမှာရှိတဲ့လူတိုင်းမျိုးစင်ဆက်လိုက်နာခဲ့ရကြောင်းပဲဒလေးတစ်ခုလိုဖြစ်နေခြင်းဖြစ်ပါတယ်အခုလိုမခိုင်ရဲ့လွယ်ကခင်ကိုတော်တော်ထက်စေရဲ့အဘတို့အမတို့မရှိတော့တဲ့နောက်ပိုင်းခင်လက်ထက်မှာဒါခင်ကိုမလေးစားတဲ့အပြုမှုဖြစ်နေခြင်းပဲခိုင်ဘာဖြစ်တာလဲလို့ဟိုဆောင်ကဲခင်မယ်အချိန်မရှိဘူးဧည့်သည်ကိုလာခေါ်ရတယ်ဆိုတဲ့ကကိုမျိုးတို့မော်နှမလောက်ရက်ကမှားလားမှန်လားသိပြီးနေမှာပါဧည့်သည်လာခေါ်တယ်စောင်းလည်းကြားမီးမိတယ်ဒီမှာဧည့်သည်ဆိုလို့စောင်းတယောက်ပဲရှိရမှာလားဒီမိကလေးစောင်းကိုပဲခေါ်သွားလို့လေဟင်းခိုင်သူဘာပြောနေလဲခိုင်ဘာမှပြန်ဖြေခဲ့ပါစောင်းဟိုသာငေးကြည့်နေခဲ့တယ်ဒီရမယ်ပဲတယ်ဆိုခင်တို့ဆိုင်မှာပဲအပြတ်မစင်တက်ရမယ်ဒါတရားရဲ့တလေးပဲခင်စိတ်ဖြေတော့ပါရှေးကကလေးသာသေးခွေးနေတဲ့မိကလေးကမခိုင်ကိုတော့မရအောင်မင်းနေတော့လေမခိုင်ကဘာမှပြန်ဖြေပဲဟိုကလေးပေါကိုမမြင်ဘူးတလို့ကြည့်နေလေရဲ့ဟိုစောင်းငါနေ့ကိုဒီကြောင်ပြောပြမိဘူး sorry စောင်းရဲ့မဟုတ်ဘူးလေခိုင်စောင်းခေါင်းကိုဆန်းပြက်ခါကညင်းစုံနေရဲ့ငါဒီမှာနေတယောက်ပဲတည်ရလေငါနေနဲ့ပဲနေကျင်တယ်ပြီးတော့ငါဧည့်သည်မဟုတ်ဘူးလေဒီရမှာအပြီးနေမဲ့သူလေခိုင်သူ့ကိုပြလိုက်ပါခိုင်နော်ခိုင်နော်စောင်းကြောင်းလန့်ဝမ်းနေမိရဲ့စောင်းမဲ့အားကိုးစရာခိုင်တယောက်သားရှိရဲ့ခိုင်နဲ့ခွဲပြီးဒီရမှာဘလို့များနေရပါမလဲဒီမဲ့ခင်ဗျာစောင်းလက်ကိုဂျမ်မန်ဆက်ခံမှုကြောင့်စောင်းရှိရကလေးမရှင်ကနေရောက်တော့မရောက်ရင်အားနဲ့ကင်ထားတာမလို့အတော်ပင်အောက်တက်နေရဲ့စောင်းသားကြီးကထိခိုက်မခံတဲ့အကြောင်းလေးဖြစ်နိုင်တယ်ခင်မိခချက်ချက်လွတ်လိုက်စမ်းခိုင်ခက်လက်ကိုစောင်းတဲ့ပေါ်မှာအတင်းဆွဲခါနေရဲ့ဒီမဲ့ခမရကိုခင်ခေါ်နေရဲဆိုတာဒီရိုင်းဒလေးကြောင်းလို့ပြောနေရမှာလားဘာလို့ကျုပ်ကခမရကိုတက်စားမလို့ကြောက်နေရလဲဟမ်ခင်အိုက်ကလေးမကိုတစ်ချက်ဆောင်ကာမေးလိုက်တဲ့ခင်တကယ်စိတ်ဖြေတော့ပါတကယ်ပဲသူ့လူပုံကလူသက်ကွင်းပို့မဲ့လူကိုမသိရင်ခင်ကအနိုင်ကျင့်တာမှလို့ခင်မင်းလှလိုက်တော့ငါပြောနေရဲ့စောင်းကမင်းထဲကြီးမလေးစားရင်တော့တက်ရကိုရိုးသိပါခိုင်ထွက်နေတော့တော့ကိုတော်ကိုထိန်းထားရတယ်ဒီရမယ်ခင်ကိုအမေပေးနေသူဘယ်သူရှိလို့လဲမခိုင်ခင်မသာခင်မလို့ကောဒါခင်သဘောပါအဲ့ဒါကိုမကြိုက်ရင်ခင်ရိမ့်နေကြအောင်နေခင်ကအဲ့ဒီစကားကိုခိုင်တို့မော်တော်မတော့ကိုဝှေ့ကြည့်ပြီးပြောတယ်စောင်းနားမနိုင်မှာစောင်းတို့ထက်အသက်ငယ်တဲ့အဲ့ဒီမိကလေးဘာကြောင့်များဒီလောက်မောက်မာနေတယ်လဲအခုဧည့်သည်တရားကြိုရင်မမတဲယုံနဲ့ဒီလောက်ဖြစ်စရာလို့လားစောင်းတကယ်နားမလဲအခုလေစောင်းကြောင့်ခိုင်တို့မိသားစုပြောခံရရလားလှုပ်ပါစောင်းနာနေပြီမင်းစောင်းလက်ကိုလှုပ်ပါခင်လို့ခေါ်ဒီအမခင်ကိုလူတိုင်းခင်လို့ပဲခေါ်တယ်မင်းလို့ခေါ်တာခင်မကြိုက်ဘူးခင်ကျင်းမရဲ့တံပြေပြောပြီးအဲ့ဒီကလေးပေါက်ရဲ့လက်ကိုလှုပ်ပေးလိုက်တယ်မလွတ်ရင်လည်းကလေးပေါက်ကငိုတော့မယ်မြုံနေကငွေ့ရီဖွဲ့နေပြီမလားခိုင်ငါမသွားချင်ဘူးစောင်းခိုင်လက်ကိုအာဂိုရကြီးစောက်ကန်ကပြောမိတယ်ခိုင်ကလည်းစောင်းကိုတနာလို့ဘလို့ရပါစောင်းငါ့ကိုကြည့်မငိုနဲ့တော့ငါ့ကိုကြည့်ငါကတိပေးရဲ့တလားတင်းငါနေကိုအဲ့ဒီကပြန်လာခေါ်မယ်တလားတင်းဒီယာမှာစောင်းရဲ့ကိုယ်ပိုင်ငါရအောင်စောင်းပေးမယ်တလားပဲစောင်းနင်သိခံနိုင်မယ်မလားရင်စောင်းပဲတက်နိုင်ပါမလဲစောင်းခိုင်ကိုအခက်တွေ့အောင်မလုပ်ချင်ဘူးခိုင်ဆိုတာစောင်းရဲ့အားကိုရအောင်လို့ခိုင်ကိုစိတ်မညစ်စေချင်ဘူးရဲ့တကယ်တလားပဲနော်ခိုင်ရှိုက်တံများနဲ့မီးလောင်တဲ့စောင်းဟာတကယ်ကလေးတယောက်လိုဖြစ်နေရဲ့တလားပဲငါကတိပေးရဲ့နင်ယုံတယ်မဟုတ်လားငါယုံတယ်ခိုင်စောင်းကောင်းကိုအသားရပို့ပေးမိတယ်ခင်ငါစောင်းကိုစိတ်ချမယ်နော်ခင်ဆိုင်ကဒီလိုပြင်အောင်အိမ်ချက်ဆိုင်အပုံကြီးတာပါတယ်ဘာများစိတ်မချစရာရှိသလဲတော့ခင်ရဲ့ရွယ်ဆောင်မှုခိုင်ပါမှမတုတ်ပြန်ခဲ့ပါမခိုင်ပါကိုဆိုလိုတယ်ဆိုတာခင်ကောင်းကောင်းသိပါတယ်ခိုင်ပြောကိုခင်ဟာနှုတ်ခမ်းတဲ့ုံသာတုတ်ပြန်တယ်ထွင်းညိုဧည့်သည်ထုတ်တွေတဲပေးလိုက်မြန်တော့လုပ်ပါလေခင်မဲခမရလေးကိုစောင်းမှုအချိန်ထက်မသုံးနိုင်တော့ဘူးအခုတောင်အတော်ကုန်နေပြီချိန်ကခင်စောင်းကိုစိတ်ပြေသလိုလေးပြောနေပေမဲ့မြဝဲတစုံကတော့စောင်းလက်ဖြန်ကအစင်းရနေလို့စီကိုတဝဲလေးရှဲပါတတော်လေးစိမ့်ရုံနဲ့အရာထင်နိုင်လို့လားနှုတ်ပါကွာခင်တို့နဲ့တာမျိုးတော်ဖြစ်ပါစောင်းခင်ခေါ်ရကိုလိုက်ရတော့တယ်စောင်းတရားကိုခုမှရောက်တယ်ခုပဲပြဿနာကစောင်းစီကိုရောက်နေပြီတခါလီစောင်းဟာနက်ခက်စုံနဲ့မွေးဖွားလာတယ်လို့ပဲစောင်းနဲ့ပတ်သက်တဲ့များလူအားလုံးဟာတခုမဟုတ်တခုပြဿနာတက်ကြရမှာလားအခုလေခင်ဆွေးကလေးမနောက်စောင်းလာတာမှအတော်ကြာနေပြီဖြစ်မဲ့အခုထိမရောက်သေးပဲလမ်းလိုလမ်းကြားတော်များကိုဖျက်ချောက်လာခဲ့ပြီးတော့လေသူ့ရဲ့အိမ်ကိုမရောက်နိုင်သေး
သူ့ရဲ့ဆိုင်ရင်ဆိုတာရွာပြင်းများလားတလောက်လမ်းရှုပ်နေရင်နောက်ရက်ကျစောင်းခိုင်းစီဘလို့သွားပါမလဲအခုတောင်စောင်းလမ်းနေမိကျင်နေပြီရဲ့မမလေးဟိုလမ်းလျှောက်နိုင်သေးရလားယင်ထွေးညိုဆွဲကလေးမလေးကစောင်းဟာတိုးတိုးကပ်မိရဲ့ရှေးမခြေလမ်းကျဲရှောက်နေတဲ့ခေကိုမကြားစေခြင်းပုံပဲစောင်းပြုံးပြပြီးခေါင်းသာညိပြမိရဲ့တကယ်ဆိုရင်စောင်းမလျှောက်နိုင်တော့ပါတနေ့ကခါးစီရလမ်းလျှောက်ရနဲ့ခိုင်ရင်မလဲထမင်းစားတော့နားကြရတယ်မလားဒါရင်မဲ့ရှေးကတော့သားကိုကြားရတယ်မလားတော်ကြမလျှောက်နိုင်ဘူးပြောလို့ထားခဲ့ရင်ဒုက္ခမလားအမခင်ကဘာကြောင့်ဒီလမ်းကသွားနေရလဲမသိပါဘူးဟိုဘက်လမ်းဆိုရင်ရောက်နေကိုအခုတော့အချိန်ကောအောင်ထွေညိုကခေါင်းတစ်ခုနဲ့ခင်ကိုကြည့်ပြောနေရဲ့ဒါဆိုခင်ကိုသွားဖို့နောက်တန်းရှိသေးရပါဟဲ့ထွေညိုမြတ်မြတ်လျှောက်စမ်းငါအချိန်မရှိပြောထားရမလားဟုတ်ကဲ့ပါအမခင်ထွေညိုရှောက်နေပါတယ်မမခင်ကသာမြန်နေပြီးတော့ထွေညိုစကားဆုံးခင်နောက်ကိုပြန်လျှောက်လာပြီးထွေညိုခေါင်းကိုခေါက်လိုက်တယ်ထွေးညိုစကားဆုံးခင်နောက်ကိုပြန်လျှောက်လာပြီးထွေးညိုခေါင်းကိုရိုက်တဲ့တောက်ခနဲမြည်သွားတာကြောင့်စောင်းနှလုံးစုံနှိမ့်မိရဲ့အထိပါပဲငါ့ကိုပြန်မရှိနဲ့ထွေးညိုငါစိတ်မကြည်နေဘူးနော်မြန်မြန်ရှောင်းနေကုန်တော့မယ်ထွေးညိုအတော်နာသွားပုံပဲမြေရီဝိုင်းကကောင်းတာညှိပြတယ်ခင်ဆိုရဲ့မိမငယ်အဲ့ညာကျန်းနာလားတကယ်ဆိုရင်စောင်းကသာလမ်းလျှောက်နေတာဖြစ်ပြီးထွေးညိုကစောင်းကိုစောင့်နေရခြင်းကြောင့်ဖြစ်တယ်ခင်ကလည်းဒါကိုသိပြီးဖြစ်ပေမဲ့စောင်းကိုပြောလို့ရထွေးညိုကမမင်းနေခြင်းပဲအတော်ကြာဆောင်အားတင်းလျှောက်ပြီးအိမ်ဝိုင်းတစ်ခုရှိရောက်တော့ရက်သွားတဲ့ခင်ကြောင့်ရှေ့ကိုကြည့်မိတယ်။ရှောက်ပြီးလားဒါခင်မော်လီအိမ်ဝိုင်းနဲ့ဆိုင်တိုင်းဖေများကြောင့်အိမ်ကိုသိမမြင်ရအောင်ဖုံးနေခင်အိမ်ဆိုတာမှလည်းခင်အတိုင်းအေးဆက်နဲ့တွေ့ထွေးမှုကိုတစလေးမှမခံစားရဒါခမရနေရမယ့်အိမ်ပဲဒီအိမ်ကနေခမရကြိုက်တဲ့အိမ်ကိုသွားလေပတ်နိုင်တယ်။အဲဒီစကားကြောင့်ခင်ရှေကဧည့်သည်တော်ကြီးမလုံးတွေအယောင်တောက်လာတာကိုခင်သတိထားမိတယ်။မမခိုင်စီကိုတိတ်မသွားချင်ရှာဘူးမမခိုင်အိမ်ကထွက်လာတဲ့ကအလွမ်းတလုံးပြီးနိုင်တဲ့ရှေးကကလေးပေါက်ကိုခင်စိတ်ထဲတိတ်မကြည့်ပါလာအထဲဝင်မယ်ခင်ရဲ့စကားဆုံးစောင်းအိမ်နဲ့ကိုလိုက်ဝင်ပြီးတော့စောင်းမျိုးလုံးတို့ပြူးကျဲကုန်းနဲ့အိမ်လေးနားစေထားပုံမှာမျိုးကြီးများမှာတော်ရုံတထေးရီတောင်ပြင်နိုင်တဲ့အပြင်စင်မျိုးပဲခင်ကတလောက်တောင်ချမ်းသာတယ်လားကြီးမြိုင်ဖိုဝိုင်းခင်ခေါ်တန်ဟာမှန်ပါပြီးအထက်စီးဆန်နေရဲ့တိန်လုံးဒီမှာကြားရလောက်အောင်လဲဟိတ်ထွင်နေရဲ့ခင်လန်ဆုံးတာနဲ့အသက်50နီးပါးရှိရဲ့အတော်တယောက်ရဲ့ထွေညိုထဲနှင်းငယ်ကြီးရဲ့ကောင်းလေးတယောက်ရဲ့ထွက်လာတယ်။ဒါကြီးမြိုင်ဒီမှာခင်ပြီးရင်ကြီးမြိုင်ကအရေးပါဆုံးပဲ။ကမြလိုရာရှိရင်ကြီးမြိုင်ကိုပြောနိုင်တယ်။သူကဖိုးဝိုင်းဒီမှာမီးဘူးကန်ကိုတာယုံထားတယ်။ခမစားချင်တာရှိရင်သူ့ကိုပြောနိုင်တယ်။နောက်မှရက်နေရထွေညိုတဲ့သူကခမနားမှာအမြဲနေမဲ့သူခမကြိုက်ရခိုင်းနိုင်တယ်။အရင်ဘာသာလေးခိုင်းဖို့တော့မဟုတ်ဘူး။ခမလုပ်ရဲ့အတိုင်းသူ့ဘောတိုက်ရိုက်တက်ရောက်မဲဆိုတာမမေ့ပါနဲ့။စောင်းတော်ကိုတော့သာထွက်မိရဲ့မသိရင်စောင်းကတွေးမယ်အတင်းနေကျင်တော့လိုက်လာတော့နဲ့စောင်းကိုအမင်းပြီးတယ်ဒီလေးမကတော့အတော်ကိုစိုးနေရပဲစောင်းလေးသူစကားကိုတိတူရှုကဖြစ်ဟုတ်ကဲ့ကျမနာမည်စောင်းတခင်မှာကြီးမြိုင်ဖိုးဝိုင်းနဲ့ထွေးညိုဟုတ်ကဲ့ပါဖိုးဝိုင်းနဲ့ထွေးညိုကပြန်ပြေးပြီးကြီးမြိုင်ကတော့ကောင်းတာညင်ပြတယ်အစင်းမြမဲ့ဆိုရင်စောင်းလိုပဲခေါ်သေးချင်ပါတယ်ဟုတ်ကဲ့ရှင်ထွေးညိုကချက်ချင်းပြန်ပြေးပြီးကြံပြုတ်ကတော့ကောင်းနေနေထွေးညိုအဲ့တဲ့ကိုခန်းလိုက်ပြပေးလိုက်လိုအပ်တာပါစီစဉ်ပေးလိုက်ဟုတ်ကဲ့မခင်ခင်ထွေးညိုကမာပြီးရနဲ့စောင်းကိုတစ်ချက်တောင်ငဲ့ကြည့်ပြီးအိမ်မြင့်တော့ထွက်သွားတယ်။စောင်းလေးထွေးညိုနောက်ကသာလိုက်လာလိုက်တယ်။မမလေးဒီခက်မှာထွေးညိုပါများပြင်ဆင်ပေးအောင်မလဲ။ရပါပြီထွေးညိုစောင်းနာချင်ပြီနောက်မှပဲလိုတာပြင်ပေးပါ။အော်ပြီးတော့စောင်းကိုမလေးလို့မခေါ်ပါနဲ့စောင်းလိုပဲခေါ်ပါထွေးညို။ဟုတ်ကဲ့မမအော်စောင်းသွားတော့လေထွေးညိုလှုပ်ရှားရှိရလို့ပါ။ဟုတ်ထွေးညိုလောက်ကစောင်းနာနေဖို့ပါပဲစောင်းအေးစိနာပါထွေးညိုပြန်မရှိမယ်နော်လွယ်ထားရှိရင်လမ်းသာခေါ်လိုက်နော်စောင်းထွေးညိုကောင်းတာငင်းပြမိရဲ့စောင်းတော်ပင်မနေရကြနားကိုကျနေပြီစိတ်ရောလူရောပင်မရှာပါလေခုချိန်ခိုင်မှသာဆိုရင်စိတ်တသာရနေမလားစောင်းမတိတတ်တော့ပါနှစ်ရက်လောက်ကားစီးပြီးလမ်းလျှောက်ရတာကြောင့်စောင်းကိုလက်တင်နာပြီးဖျားချင်ရဲပါအခုတော့စောင်းစောစောအနားယူရမယ်မနေ့ကျရင်တော့အဆင်ပြေသွားမှာပါမနေ့စောစောခိဆိုင်မှာထွက်ပေါ်လာတဲ့တကားခောက်တန်းတက်တဲ့ရဲပါလာပါပြီထိုးသားရဲ့မပြိုရဲ့အတန်ကလည်းထွက်ပြန်လာတယ်အော်ထွေးညိုဘာများဖြစ်လို့လဲဟိုစောင်းကိုလာလို့တာပါမနေ့စားစားဖို့အတွက်ပါစားမစားတော့ပါဘူးထွေးညိုခိုင်စီသားမှမို့ခိုင်မှစားလိုက်ပါမယ်စားပြောကြောင်ထွေးညိုကောင်းတကုံနဲ့ပဲဟိုစောင်းအဲ့လိုလုပ်လို့မရအောင်ထင်တယ်ဘာလို့များလဲထွေးညိုဟိုသမီးစားသမားမခင်စောင်းနေပါတယ်စောင်းမမြန်ဆင်းလာဖို့ထွေးညိုမျှော်လင့်ပါလေအေးထွေးညိုလင်းလေစောင်းအောင်စကားကိုလောရကြီးပြောကပြေးစင်းသွားတဲ့ထွေးညိုကြောင့်စောင်းကောင်းခါမိရဲ့ခင်ဆွေးကလေးမလေးကစောင့်နေရဲဆိုမှတော့မစားတော့ကြောင်ပြောဖို့ကစောင်းတာဝန်မလားစားခန်းထဲကခိုင်ကိုပေးမဲ့ပစ္စည်းတုပ်လေးယူကအောက်ထက်သို့ဆင်းလာခဲ့စောင်းလွတ်လပ်နေရတာကြိုက်သူဖြစ်တဲ့အလျောက်စောင်းညီမဝိစုံကိုတိတ်မွေးပြေခုံလင်ခရိုင်ရောင်ပြပြကောင်းရုံတော်ဝတ်ထားတယ်
စောင်းသမီးစားကနေရောက်တော့ကြီးမားရဲ့စပွဲမှာဟင်းမျိုးစုံနေစားရဲ့ပါခင်ကတော့အဲ့စပွဲရဲ့ထိတ်မှာထိုင်းနေပြီးစောင်းကိုစောင်းနေပုံပဲဒီခင်ပွဲအားလုံးကိုချက်ပြုတ်ထားသူဖိုးဝိုင်းဆိုရဲ့ကောင်းလေးအားစောင်းအားနာသူမျိုးဖြစ်တစ်ချက်ကြည့်လိုက်တဲ့ပီယာနဲ့ခင်ပဲထဲကခင်စောင်းမစားတော့ဘူးခိုင်တို့အိမ်မှာပဲစားလိုက်ပါမယ်ဟိုပြီးတော့ထွေးညိုခိုင်တို့အိမ်ကိုလိုက်ဖို့ခိုင်တို့ရှောင်းလိုက်စောင်းစကားဆုံးနဲ့ထီအောင်ခင်ဟာစောင်းကိုစိုက်ကြည့်နေသေးပါစောင်းတင်စိတ်တူနေရများလားစောင်းပြောလိုက်တဲ့ထဲဘာမှများပါနေတယ်လေစောင်းညံပဲစဉ်းစားမိရဲ့ตีစားလားမစားမှာခင်ရဲ့အေးဆက်တန်ကထမင်းစားခန်းလေးတွေကိုပိုးအေးဆက်စီရဲ့ဟုတ်ကဲ့စောင်းရောင်ရောင်မမဖြစ်ကိုထင်ငယ်ကိုပင်ဟုတ်ကဲ့ဖြစ်မိရဲ့ခင်ကစောင်းပေါ်တကူသောစွမ်းရင်မျိုးလှမ်းမှုနေတယ်လို့ခံစားမိရဲ့ဖိုးဝိုင်းဒီစဘောမှာရှိတဲ့ထမင်းတွေအကုန်တုံးလိုက်ဘာတစ်ခုမှမကြက်စေတဲ့ပြားမခင်ငါပြောတာမကြားလိုက်ဘူးလားဖိုးဝိုင်းဟုတ်ကဲ့မခင်ဖိုးဝိုင်းကခင်ရဲ့စကားအံ့ဩနေခြင်းဖြစ်ပြီးစောင်းကိုယ်တိုင်နဲ့အံ့ဩမိပါတယ်စဘောမှာရှိတဲ့ဟင်းအလုံးချက်ဖို့အချိန်တော်ကြာယူရမှာဖြစ်ပြီးအခုသူမြင့်မယ်ဆိုတော့ဒါပြုံနေခြင်းပဲလားစောင်းလက်မခံနိုင်ပါဘာကြောင့်လဲခင်ဒီခင်းတွေကိုဘာကြောင့်သူပြေခိုင်းရတယ်လဲစောင်းလက်မခံချစောနဲ့မို့အတန်ကနေငြိကျနေခင်ကခင်ပစ္စည်းကိုခင်ပစ်တာခပြစီကခွင့်မြုံမိန်လိုသေးသလားပြီးပြီဒါပါပဲစောင်းမှာဘာများဆက်ပြောရပါမလဲဒါခင်နေရစောင်းကအေးသိမ်းမြသားလေဒါပေမဲ့စောင်းတွေရွယ်ပြီးချက်ထားတဲ့ဟင်းတွေဖြစ်တယ်လို့ချက်ပေးထားတဲ့ဘဝိုင်းကိုအနာရီစောင်းပြောမိခြင်းပဲအော်ပြီးတော့ဒီနေ့ထွေးညိုကိုခင်ခိုင်းထားတာရှိရဲ့အမခိုင်တို့အိမ်သွားချင်တဲ့ပါဆိုခမရကိုဝတာကိုသွားနိုင်ပါတယ်မဟုတ်ရင်တော့ညနေဆောင်ဒီစောက်ပါလေတော်ကြခင်ကအဲဝင်မကြည့်သလိုဖြစ်မှာဆိုလို့ပါအတော်ကိုအဲဝင်ကျင်တဲ့အိမ်ရှင်ကြောင့်စောင်းမြည်ပါကြာပြီးတော့မလို့ပဲစောင်းတကယ်ပင်လန်နီကိုမှတ်မိတော့ပါဒါပေမဲ့ရှေးကခင်ကိုတော့အရှုံးပေးခြင်းမှာဟုတ်ကဲ့ရပါတယ်စောင်းမသာသွားပါမယ်စောင်းတော့တော့မဆက်ပဲလက်ထည့်ခဲ့တယ်ဒီတစ်ခါစောင်းတော်တော့တာထွက်တယ်သူ့ကိုတက်တက်ခေါ်ပြီးနှိပ်စက်နေအောင်ခိုင်မာနေတော့ဘာဖြစ်မှာဆိုလို့လေကြည့်နေလိုက်ခိုင်ကိုရအောင်သွားပြမယ်နေအောင်နောက်ပါစီကတဲ့ကြောင့်စောင်းချီလန်းတို့ရက်တန်ကုန်နေနေရထမင်းစားမိပြန်လာပါမမခိုင်တို့မိသားစုကိုအခက်တူအောင်လှုပ်ချင်ပေါ့မဟုတ်ရင်ခင်ကိုအဆုံးမဆိုလေးနဲ့စောင်းခင်စကားဆုံးတာနဲ့ခြေတံကိုပြင်းပြင်းလေးကထွက်လာခဲ့တယ်ဒါဟာစောင်းစိတ်တို့ကြောင့်ပြတ်သားခြင်းမျိုးဖြစ်ပါတယ်ခင်ရှိကခြေဆောင်နှင်းကထသွားတဲ့အသေးလေးကိုကြည့်ပြီးတပ်ပြင်းချမိတယ်ဒီအသေးလေးကခင်တဲ့လေးနှစ်တောင်ကြည့်တယ်အခုလေသူလိုတော်မရလို့ကလေးများလို့ခြေဆောင်ပြသေးရဲ့မမခိုင်ရဲ့အိမ်မဲတိတ်ကလေးကအဲ့ဒီအသေးလေးရဲ့မျိုးနေနဲ့နှုတ်ခမ်းဖူးဖူးကိုခင်သတိထားမိတယ်အတော်ကိုလှတယ်ငိုနာအကြောင်းလဲနှာခေါင်းလုံးလေးကိုကနေဆွေးနေသေးရဲ့ဖြူပေးတဲ့သားရည်ကြောင့်ခေတ္တိထားမိနေရမျိုးလည်းဖြစ်နိုင်တယ်ခင်ရဲ့ဆွဲဆောင်မှုကြောင့်ထင်လာတဲ့အစိမ်းအရာတွေကိုခင်မျက်စီတဲ့တညာလုံးမပြောင်းမရခဲ့ပါဒါကြောင့်မနေ့စာပဲဖြစ်ဖြစ်ပြင်မိမဲ့ရွယ်ပြီးခင်ကိုယ်တိုင်ချက်ပြုတ်ခဲ့တာကိုဒီသေးလေးကညင်းနေတယ်လားဗါတဲ့ခိုင်အိမ်မှာပဲစားမေးခင်တော့သားကိုဆွနေရပဲအသေးလေးကထွေးရုပ်ကိုမထည့်ပြီးတောင်းပြောတော့ဆွေးမှုဆုံးထင်လာတဲ့မျောနေကြောင်ခင်ခိုးရံမိပါသေးရဲ့ဖိုးဝိုင်းကြားမခင်နောက်ကလိုက်သွားမသိစေနဲ့ဟုတ်ကဲ့ဖိုးဝိုင်းတော့သားကနေခင်နှမင်းစပွဲမှာထားကကြီးမြိုင်နဲ့ထွေးညိုခင်ဒီနေ့နေ့လေကင်းစာအိမ်ပြန်စားမယ်ကြီးမြိုင်ခင်သက်ချာလေးချက်ထားပါမယ်ရတယ်သူကြိုက်မယ်ထင်တာချက်ပါထွေးညိုတယောက်တော့ဘာကမှပြောနိုင်ပဲသူမမခင်ကိုသာငေးချင်နေပြီတဲ့မမခင်ကတရက်တည်းနဲ့နောက်တစ်ယောက်လိုပြောင်းနိုင်နေလေလားဒီမနေ့စောင်းရဲ့ပြုံးမှုမျိုးကိုသူသိရမခင်နာဆိုရင်အဲ့ညမတင်ဒေါသကိုပဲပြီးအခုတော့မခင်ကဒေါသကိုထိန်းခဲ့ရတယ်လားထူးတော့ထူးဆန်းလားကောင်းကောင်းရောက်ရလားဟုတ်ကဲ့မခင်နှစ်ခေါက်တော့လမ်းမကြီးနဲ့ရွာရင်းကသူတွေကိုမေးပြီးရောက်သွားပါတယ်နှစ်ခေါက်ပဲမှားရတယ်လားဘယ်ဆိုလို့လဲအသေးလေးကညံတော့ကောင်းတာပဲအခုချိန်မှရောက်ရင်တော့ဘိုက်တော့အတော်စာနေလောက်ပြီပြန်တော့ဖိုးဝိုင်းခင်နေလည်းကအိမ်ပြန်လာခဲ့မယ်ပြန်ပြီးကြီးနိုင်ကိုပေးလိုက်ပါဗျာမခင်ဒီနေ့ဟိုဘက်ရောက်ကစံပွဲစားနဲ့ချိန်ထားရမှာလားခင်စင်ရင်ကျနေမှရှေးကဖိုးဝိုင်းကိုတစ်ချက်ကြည့်လိုက်တယ်ခင်ဘာပြောထားလဲဖိုးဝိုင်းဗျာဟုတ်ကဲ့မခင်ဒါဆိုကျွန်တော်ပြန်နေဦးမယ်ဟိုနေ့လေလာကြိုရမှာလားဗျရတယ်ခင်မသာပြန်ခဲ့မယ်အိမ်ကဟိတဲ့နေ့လေစားပြင်ထားလိုက်ပါဟုတ်ကဲ့ဖိုးဝိုင်းပြန်တော့ခင်လုတ်ကိုသာအောင်ဆက်လိုက်တယ်နေ့လေခင်အမိပြီးအောင်လုပ်ရမယ့်လုံများကိုသာအောင်ဆက်တယ်နေလေစားကိုဟိုသေးလေးနဲ့စားမယ်လို့ခင်တွေးထားခြင်းဖြစ်တယ်ဒီသေးလေးကိုခင်တော်ကိုအောင်ဆိုင်နေမိတယ်မစိုးပါဘူးသေးလေးကလူကိုဆွဲဆောင်နိုင်တာပဲခိုင်စောင်းတန်ဟာတော့ကိုမောနေပုံပဲခိုင်ရင်ပေါင်းမှခိုင်ရခေါ်နေတန်ကအားတော့ပါအော်စောင်းငယ်လာဝင်လာလီခိုင်ကပေါ်တက်မယ်ဟုတ်ကိုလည်းစောင်းပြောကိုလက်ကရှိနေရဲ့စောင်းပြောတာဘာများမှနေတယ်လေစောင်းငယ်ကိုလက်ကမရို့တယ်မှာကွာအော်ဟီစောင်းကကိုလက်ချင်လို့စောင်းကောင်းကောက်ခါရဲပြလိုက်တယ်စောင်းရောက်တာကြာပြီလားအိမ်မထဲမှာဆင်းလာတဲ့ခိုင်ကမေးတယ်ခိုင်ကမြမဝင်းစုံကိုခြေစလုံးအထိတိုးအောင်ဝတ်ထားတယ်ခိုင်ဟာပုံမှန်ဆိုရင်ဘောင်းမီပပသာဝတ်လေရှိတာကြောင့်စောင်းမျက်စိထဲမှာအတော်ကိုတူးဆန်းနေရင်စောင်းခိုင်စီကိုသွားကခိုင်ငါဖိုက်စားတယ်အလောရကြီးထကပြောလာတဲ့စောင်းစကားကြောင့်အတော်ကိုအံ့ဩမိတယ်တစ်ချိန်တည်းမှာလည်းစောင်းကိုစိတ်ပူသွားတယ်ခင်နဲ့ဘာများဖြစ်လာလေတလဲခင်နဲ့မျက်နှာဖြစ်လို့စောင်းတဲ့ကောင်းတာဘာမှမရှိနိုင်မှာဒါကြောင့်ခိုင်စိတ်ပူတယ်စောင်း
နင်ခင်းနဲ့ဘာဖြစ်ခဲ့သေးလဲဟမ်ဘာကိုလဲခိုင်ရဲ့နင်ခင်းနဲ့ပြဿနာတက်ခဲ့သေးလားလို့ဆောင်းရင်ဘာမှမဖြစ်ဘူးငါနေ့စီကိုမနေ့စောလေးကထွက်လာတာခင်းနဲ့စကားကောင်းအောင်ပြောခဲ့ဦးဒါဆိုဘာလို့ဘိုက်ဆိုင်ပြောနေရလဲမနေ့ဆောင်စားခဲ့ဦးလားငါနေ့စီမှာပဲစားမယ်လို့ပြောခဲ့တာဟောဗျာအဲ့ဒါကိုခင်းလေးကဘာမှမဖြစ်ဘူးလားဆောင်းငယ်ကိုကြီးကအံ့ဩစာမိတယ်ဟင်ဘာမှဖြစ်ပါဘူးကိုကြီးရဲ့ဒါရင်မနေ့တည်းစားပြန်စားရမယ်တဲ့ငါပြန်တော့ခိုင်းညနေမှပြန်မယ်လေရရမလားစားပြောခိုင်းရမလားမအံ့ဩစာနားထောင်နေရတဲ့ခင်ကစားကိုဒေါသတောင်ထွက်လိုက်ဦးတယ်လားခင်ရဆိုရင်မှဒါမျိုးမကြောက်ဘူးပါအရှင်ရဲ့အဲ့ဝိပြမှုကိုဧည့်သည်ကလက်ခံရတာလေဒလိတစ်ခုဖြစ်ပြီးတခြားအိမ်များကမပွဲသေးစားကြေးုံသာထမင်းတော်တက်ခင်းကြေးရမှမပြုတ်ကြပါအဲ့ဒလိကိုစောင်းကမလိုက်နာခဲ့ရတော့ခင်ကဘာမှတောင်ဖြစ်ဦးတယ်လားတခြားသားစင်အဲ့နေရာတင်ခင်တော့သားနဲ့တွေ့နေတော့ပြီးခိုင်းငါဘာမှစားမလာဘူးတခုကိုတွေးပါဦးစောင်းခိုင်းတဲ့ကိုလှုပ်ရမ်းကလေးဦးသားသလိုပူစားနေရဲ့အော်စောင်းကြီးရောက်နေရပါလားကိုလက်ကမြို့ထဲမှာထွက်လာကပြောတယ်ဆောင်းခိုင်းတဲ့ကိုလွတ်ကကိုလက်စီကိုအပြေးလေးသွားကဘိုက်စားလို့ပူစားနေပြတယ်။ဆောင်းကရောက်ထားမှတရေပဲရှိသေးရဲ့ခိုင်ကိုရီရဲ့အတဲကိုချေုံနေပြီ။ဟိုကောင်လေးဆောင်းငယ်နဲ့ဒီညီမထက်ကိုပိုးစစ်နေရဲ့အကိုနှစ်ယောက်ကိုခိုင်မျက်စောင်းနာထိုးလိုက်တယ်။ဆောင်းလာငါနေရောရွာထဲမှာမုန်းလိုက်ခြင်းပဲပြီးရင်ရွာသူကြီးစီကိုသွားရမယ်။လာခဲ့။ကိုလေးစီမှာကလေးတို့ပူစားနေရဲ့ဆောင်းကိုခိုင်ခေါ်နေရဲ့ဟင်ငါမုံစားခြင်းထမင်းမဲစားခြင်းလားလိုက်တော့လိုက်ဆောင်းငယ်ဒီဟာကမုတ်တီကစားကောင်းနေဆောင်းငယ်ထမင်းစားဖို့တောင်မေးသွားမယ်ဗျ။တကယ်လားကိုလည်းတကယ်ဘောဗျာကိုလည်းရဲ့ထောက်ကန်ချက်ရမှသာခိုင်းစီတို့ပြန်နေခိုင်တို့ရောင်ဟာအတွက်ကိုတားရတယ်ရွာလည်းနဲ့ဆောက်နေကြီးမသိမ့်မရှိမဲစောင်းဒီရောက်တဲ့ကောင်အကြီးဆုံးအိမ်ကောင်ခင်ဖြစ်ပြီးနောက်ထပ်အကြီးဆုံးကခိုင်ရင်သာဖြစ်တယ်ကျင်းများမှာမြေဆိုင်အိမ်များသာစောင်းငါနဲ့ပြန်ရတဲ့သွားမယ်ငါကြောက်တဲ့ထဲကပြထားတဲ့ရာဆိုတော့ပြန်လို့ရမယ်ဟာအဲ့ဒါနေနဲ့ပြန်စီပြပါမလားငါလည်းနိုင်မယ်လေမရပါဘူးရာဆိုတာပြမှာပြီးတော့အဝေးကြီးလမ်းလျှောက်ရတာနေကပပူလေမလိုက်ရပါဘူးခိုင်ဟာမလိုက်ရအောင်ပြောတာကိုအဲ့လိုရှေးဝေးပြောနေရင်ခိုင်ငါဒီယာမှာနေဖို့လိုက်လာနော်ပြီးရင်ငါဒီယာမှာတစ်သက်လုံးနေတော့မှခိုင်ငါဒီယာသူတယောက်လိုပဲပြုတ်ကျင်နေအဲ့ဒါမှနေသားကြမှာမဟုတ်လားငါတည်ရဲ့ဒါပေမဲ့ဆောင်းငါကတော့နေကိုဘလို့နည်းနဲ့မှရတဲ့စိတ်ခိုင်းမှာမဟုတ်ဘူးခိုင်ဟာစကားပြောနေတဲ့အတန်ကျလာကစိတ်ဆိုးလာဖို့မယ်ခိုင်ဆောင်းကိုသိခင်တာဆောင်းသိပါတယ်ဒါပေမဲ့ဆောင်းတင်ရတဲ့နာကိုတင်ရမှာပဲလေရာလူကြီးရင်ကအပြန်နေတဲ့7 နာရီခွဲကျော်နေပါပြီနေတဲ့သားဆောင်းကိုခင်မလိုက်တာကိုဆောင်းမမေ့တော့လဲမပြန်ကျဲမှာခိုင်ဖြူဖြူရင်တော့ညနေချင်းနေမယ်ဆောင်းလာနေတဲ့သားစားချိန်ရောက်တော့မယ်ငါနေကိုခင်စီလိုက်ဖို့ပဲမယ်ငါညနေမှာပြန်မလေးခိုင်ငါပြန်ချင်မှုတော့ခိုင်ဆောင်းစကားကြောင့်လမ်းသွားနေရင်မှဆောင်းတစ်ဖက်ကိုစုပ်ကိုင်ကရှိသူခေါ်တယ်ဆောင်းဧည့်သည်ကအေရှင်ရဲ့အိမ်မှာပဲထမင်းစားရမယ်အေရှင်ရဲ့အဝတ်ပြုမှုကိုလက်ခံရှာမယ်ဒါဒီယာရဲ့ထုံးစံပဲဆောင်းမနက်ကဆောင်းပြောပုံကြောင့်ခင်ကဘာကြောင့်ဆောင်းကိုစိတ်မတိုးလဲခိုင်းမသိဘူးဒါရင်မဲ့မနက်ကကိစ္စကထုံးစံကိုပဲတင်နေရဲ့နောက်အခါဆိုရင်တော့ခင်လက်ခံလိုက်မယ်မထင်ဘူးဆောင်းခိုင်စကားဆုံးမှာဆောင်းခင်ရဲ့စကားတွေကိုပြန်ကြားလာတယ်မမခိုင်တို့မိသားစုကိုအခက်မတွေ့စေချင်ရင်ဒါဆောင်းကိုစိတ်ချလိုက်ကြလားခိုင်ရွာတလေးတွေဖျောက်ပြရင်ဘာဖြစ်မလဲဆောင်းစကားကြောင့်ခိုင်လက်တို့ပိုးတင်းစုပ်ကိုင်းလာတယ်ဟင်းလို့ခိုင်ပြောပါဦးပထမတော့ရွာလူကြီးကတတိလာပေးလိုက်မယ်နောက်တစ်ခါဆိုရင်တော့ရွာပြင်ထုတ်ခံရမယ်ဆောင်ရွာပြင်ထုတ်မယ်ဒါကြောင့်ခင်ကဆောင်းကိုတတိပေးလိုက်တာလားဆောင်းဘာပြောလို့ချင်တာရှိရနဲ့ခိုင်ရဘာဖြစ်လို့ပေးမှာပဲဒါရင်နဲ့ဆောင်းကိုလိုလိုက်လို့ခိုင်နဲ့ကိုကြီးတို့ဒုက္ခရောက်ရင်ဆောင်းလို့ကျမအဖြစ်လည်းမခံနိုင်ပါခိုင်ဆိုတာဆောင်းဘလောက်တောင်ကောင်းလိုက်တယ်လေချစ်ချင်လို့မျိုးဆိုရင်ရွာလေလန်းတော့ရှောင်းမပေါ်မခိုင်ဒါအများပိုင်လမ်းမှာအနေထိုင်လို့စီကျဲမှာပေါ့ဆောင်းတို့ကိုအဲ့ဒီအေးဆက်ဆက်တန်းကဖြတ်စည်းခဲ့တယ်။ခင်ရလောက်ကိုအမြန်လုပ်နေမိရဲ့။ဘာကြောင့်အမြန်ပြီးကျင်တယ်ဆိုရင်အကြောင်းပြချက်ကိုခင်မေးကမထုတ်ချင်တယ်လို့သိလည်းမသိချင်ပါ။ခင်စင်းနေစစ်ပြီးချိန်မှာ7 နာရီခွဲနေပါပြီ။ခင်လိုရတဲ့စင်းတွေကိုယူကအိမ်ပြန်လန်းလို့လှမ်းရတော့တယ်။ခင်စိတ်စင်းကအရင်လေးကအိမ်ပြန်ရက်နဲ့မတူပြောရှင်းနေတယ်လို့ခြေလန်းတို့လည်းတွက်နေဖို့မယ်။ကြကြခြေလန်းတို့ဟာရွာလန်လိုင်းရဲ့မြေငွေကြောင့်ရက်တန်ကုန်နေပြောရှင်းလေးရဲ့စိတ်စင်းကလည်းဒေါသဖြစ်လို့ပြောင်းနေတာလေ။ခင်ကိုယ်တိုင်လည်းဘာကြောင့်ဒေါသထွက်ရတယ်လဲမသိတယ်လို့သိလည်းမသိချင်ပါအဲ့ဒီနှစ်ယောက်ရဲ့တင်းကျပ်စွာစုပ်ကိုင်းထားတဲ့လက်နက်စုံကခင်ကိုဒေါသထွက်စေရဲ့ခင်လာနေရကိုပင်မမြင်ရောက်လာအောင်ဘာတွေများရေးတကြီးပြောနေကြတာလဲချစ်ချင်တို့ဟာမျိုးဆိုရင်ရွာလန်နန်းတော်ရှောင်းမောမခိုင်ဒါအများပိုင်လမ်းမှာအနေထိုင်လို့စင်ကြဲမှာပေါ့ခင်စကားအဆုံးမှာလက်ကြည့်လာတဲ့မျက်ဝန်းနှစ်စုံမှာတစုံကိုတော့ခင်မျက်စီလွှဲလိုက်တယ်ဒီမျက်ဝန်းတွေကိုခင်သေချာမကြည့်ကြမှာဘာရဲ့ကြောင့်တော့ခင်ကိုယ်တိုင်လည်းမသိအော်ခင်ပြန်တော့မလို့လားခိုင်လည်းခုပဲဆောင်းကိုပြန်ပို့ပြီးတော့မလို့ခိုင်ပြောပြီးချင်းဆောင်းလက်တို့ကိုလှှပ်လိုက်တယ်ခင်ရဲ့လှပတဲ့မျက်ခုံးတို့ကိုတွန့်ဆွေးရကြည့်လာတဲ့မျက်ခုံးတို့မှာခိုင်ထားတဲ့ဆောင်းလက်စီနေဆိုတာခိုင်တွေ့တယ်ဟုတ်လားမခိုင်ဒါရင်မဲ့အဲ့တော်ကပြန်ကျပုံတော့ပေါ်မနေဘူးနော်ငါပြတ်မှာပါခိုင်ကိုနှုတ်ဆက်နေရခင်စကားကိုအလျင်မြန်ပြန်ပြောနေရဲ့အသေးလေးကတစုံတစ်ခုကိုစိုးထိန်နေပုံပဲ
ညုံနေလေဝိရီဖွက်နေရလို့ခင်ထင်နေအဲ့ဒါဆိုခင်ဆောင်ကိုခေါ်သားပေးပါအောင်မမခိုင်ရှာတဲ့တော့မှမလို့ပြင်စရာရှိရလေးပြင်မလို့ပါခိုင်စကားကိုခင်ကခေါင်းသာညှိကြတယ်ဆောင်းငါဘက်တော့နှစ်စိတ်ထဲတိတ်မတွေးပါနဲ့ငါနဲ့ငါကိုရီနဲ့ကြောင်ခက်မတွေ့တယ်လို့ဒုက္ခလည်းမရောက်ဘူးကြားလားဆောင်းကြားလာလို့ဟင်းအင်းမငါသိပါပြီအော်ပြီးတော့ခိုင်နေအိမ်မှာထားခဲ့တဲ့အိတ်ထဲကပတ်စက်တွေကိုနင်ငါ့အိမ်စောက်တဲ့အခါသုံးမိတော့ရှာလာမဟုတ်တာဆောင်းဟိုကဲခင်ဒီမှာဘလောက်ကြောင်ဆောက်အောင်မှလဲခင်ပိုင်းဆောင်လာပြီခင်တကယ်စိတ်မရှိတော့ပါမှားလုံးပြီးမိတ်တော်ပြီးနေခင်တော်ကိုစိတ်မကြည့်တော့ပါအဲ့ဒါဆိုငါလိုက်သွားလိုက်ဟိုမယ်ခိုင်ငါပြောတာမိနေနော်ဆောင်းခိုင်ကိုလှည့်ကပြောပြီးရှေးကချင်းလန်းချင်းလှမ်းပြီးသွားနေတဲ့ခင်နောက်ကိုအမိလိုက်နေရဲ့ဆောင်းရှေးမှသွားနေတဲ့ခင်နောက်ကိုအမိလိုက်နေရတယ်ခင်ကဘာကြောင့်အလောင်းအလှလို့နေရကိုဆောင်းမသိဘိုင်းတော်စားနေလို့မရလားပြီးတော့တီလန်းကမနက်ကဆောင်းလာခဲ့တဲ့လမ်းမဟုတ်တာတော့သိကြတယ်ခင်ခဏလေးလို့နောက်ဘွားမှချိုသားရဲ့တဲ့အကြောင်းခင်ချင်းလန်းတို့ရက်တန့်ပေးလိုက်ခြင်းပြောခမရဘာဖြစ်ပြန်ပြီလဲဟိုဖြစ်လျှောက်ပါခင်စောင်းမလိုက်နိုင်တော့လို့ပါမမခိုင်နဲ့ရာရိုးကုတ်ပေါရှောက်နိုင်တဲ့သူကဒီနာနဲ့ဒီနာကိုမရှောက်နိုင်ဘူးလားခင်တန်ကစိတ်ဖြစ်တယ်လို့အနေငယ်ကြလောင်လေးရဲ့ခိုင်နဲ့ရာလိုကြီးနေမြဲသွားတာပါရာရိုးကုတ်ပေါမသွားပါဘူးခင်ရဲ့နင်းမြလားခင်သိမဆောက်နိုင်ဘူးခင်အိုင်ရည်သူလေးပါဇက်ကခိုင်ဆွဲအတန်ကြားရင်ကိုအလိုလိုဒေါသထွက်တယ်ခလီးလုံးမခိုင်နာကက်နေတဲ့တတိလေးကိုမြင်ရရင်ကိုဒေါသထွက်တယ်ခင်ကိုယ်တိုင်လည်းပါကြောင့်ဒေါသထွက်တာကိုမသိမဟုတ်ဘူးမသိချင်ပါအဲ့ဒီဒေါသရဲ့ဖြစ်ကိုခင်လည်းမခံချင်သေးပါငါဆောင်းကိုစိတ်ဖြစ်တော့လေခေချင်လန်းတို့ကိုရောက်ပြီးရင်ဆောင်းနောင်းမောင်လိုက်ကလမ်းကိုသေးချမှတ်ထားမိတယ်ဒီလမ်းဟာခိုင်ကိုမြန်ရောက်နိုင်တဲ့လမ်းပါလားတဖြည်းဖြည်းရှောင်ဖြစ်ခေရင်နာကိုနီးလာဖြစ်ပြီးထွေးညွရဲ့အတန်တဆန်းသာကြားနေရပါပြီကိုဝိုင်ဟိုနာကလုံးလေးခူးပေးပါဆိုတော့ကိုဟိုမယ်ခင်ချောင်ဝင်းစိမ်မထွက်လာတဲ့ထွေးညွရဲ့အတန်ပင်အဲ့ဒီတန်လာရကိုဆောင်းကခေါင်းနှမမလိုက်ရှာနေမယ်ခင်ကတော့မကြားဟန်ပြုကဟုတ်ပါပြီထွေးညွရဲ့ငါဒီချက်ထက်တဲ့ခိုင်းကြမှာပေါ့ဟာကိုဘာသာတုံးနဲ့ကူရရဲ့သားနဲ့ကိုဝိုင်းကလည်းတုံးနဲ့ကူရင်အောက်ပြုတ်ကြပြီးအသိနာမှာပေါ့လို့ဆောင်းချောင်းဝင်းနဲ့ဝင်လာတဲ့အတန်ရှိရကိုတန်းကျင်းမိရဲ့အော်တဲတီခိုးနေရပဲပြုတ်ခဲနေတဲ့တဲတီညောင်းကြီးကဆောင်းတွေးမျိုးချမိရဲ့ဆောင်းစားခြင်းနဲ့ထွေးညွအေးမမခင်ပြန်လာပြီလားဟုတ်တယ်နေ့လေစာမလုပ်ပဲဒီမှာဘာလုပ်နေရလဲနေ့လေစာလုပ်ပြီးပါပြီမမခင်စားတော့မလားခင်ခဏနားပြီးရနေစားမယ်ပြင်ထားလိုက်ပါဟုတ်ကဲ့ထွေညိုအိမ်ထဲကိုလော်ကြီးဝင်သွားပြီးဖုန်းဝိုင်းကလည်းပေအောင်မအစင်းကထွေညိုနောက်လိုက်သွားတယ်ခင်ဗျားလည်းခဏနာပြီးစဉ်းလာခဲ့ပါခင်ဆောင်နေမယ်ခင်ဆောင်ကိုပြောပြီးပေါ်တက်ကိုတက်သွားတယ်ဆောင်းလေးကိုခန်းကိုတက်လာခဲ့လိုက်တယ်ခင်ကဆောင်းတဲ့တော်ကိုထူးဆန်းတဲ့မိကလေးတယောက်လိုပဲခင်ကစိတ်အပြောင်းလဲမြန်ပြီးယူနေရများလားတိစစ်တဲ့ပတ်ဝန်းကျင်ကညနေရဲ့အမောင်ရံကိုကိုစားပြုနေတယ်လို့ကျေးလက်သားတို့ရဲ့ထုံးစံအတိုင်းနေဝင်မင်းကြီးတိတ်ဆိတ်တော်နေရဲ့အချိန်မှတကောင်ရံ12နာရီခန့်ရှိပါပြီ။ဆောင်းပိုက်ထဲမှာပြစ်ထိုင်ဝေဒနာကြောင့်လှုပ်ထလာခဲ့တယ်။နားလိုက်တာအတော်ကိုတိတ်ဆိတ်ထားကြောင်းဆောင်းစိတ်တဲ့ကြောက်စိတ်တွေဝင်မိတယ်။ကြိုရင်မဲ့ဖိုက်ကအတော်နာနေပါပြီ။နေတယ်ကထွေးညိုစကားကိုနားထောင်ခဲ့တဲ့ဆောင်းအိယာမထကအပြင်းဆုံးထွက်လာခဲ့တယ်။တကားဝမှာထွေးညိုအိတ်နေရဲ့အရင်ညများမှာလည်းထွေးညိုဒီတိုင်းပဲအိတ်တယ်လား။ထွေးညိုမှာခမ်းမရှိဘူးလား။ဆောင်းထွေးညိုကိုမနှိုးချင်မှာအတော်ပင်ပန်းလို့အိတ်နေပုံပဲဆောင်းပေါ်တက်မှအောက်သို့ဆင်းလာခဲ့တဲ့အလျှောက်လုံးမီးများထင်းနေနေမဲ့ခြံထဲမှာတော့မီးမရှိပါဒါဆိုရှေးမှလည်းမီးမရှိတော့ဘူးပေါ့ဆောင်းမသွားရတော့ပါဒါရင်မဲ့ဘိုက်ကတော့ကိုနာနေပါပြီဖြစ်ပါတယ်ဆောင်းမောင်တို့ကိုအရေးဆုံးကတိုးရင်မိတယ်ဘယ်သူလဲအေးဆက်ထွက်လာတဲ့အတန်ကြောင့်ဆောင်းကိုလေးပင်တုံးတက်သွားတယ်ဘယ်သူလဲလို့ခင်မင်းနေရလေဟင်းခင်လားဆောင်းရဲ့ဆွေးစိတ်နဲ့ကြောက်စိတ်တို့ကခင်ဆွေးရဲ့စကားနောက်မှာပျောက်ဆုံးကုန်နေဆောင်းမခင်ဟမ်ခမရဒီချိန်ကြီးပဲသွားမလို့လေဟိုရင်သွားလို့ပါအော်ရှော့မီးရင်ယူသွားနောက်ပေးမှမရှိဘူးခင်လက်ထဲပါလာရင်မီးရင်ကိုအသေးလေးကိုပြီးတော့လေမယူဘဲငိုမဲ့ရက်နေရင်ခင်လိုက်ဖို့ပေးပါဘာပြောလိုက်တယ်လောက်ပါခင်ရဲ့စောင်းတော့ကိုနားနေပြီးစောင်းမသွားရလို့ခင်လိုက်ဆောင်ပေးပါနော်လို့တနနော်နဲ့ကလေးတို့ကြည်ကြနေရဲ့အသေးလေးရဲ့နှကန်းပူတို့ကမီးရင်လေးရောင်ကြောင်တော်ပင်လှပါလေအဲ့ဒီနှကန်းပူတို့ကခင်ရမီးဆန်းဖို့လက်ရက်ခေါ်နေပုံပဲခင်ကြီးတို့ကလွဲကခမရတော့ကိုရှုပ်ထားပဲတော့ရှေ့ကသွားကြည့်ခင်စကားကြားကမှစောင်းရှိမှတသက်လျှောက်တယ်ခင်ကလေးရှိကတသက်လေးလမ်းမြင်ရအောင်မိရအောင်ရှေ့သို့နေငယ်တို့ရေကင်ထားပြီးတယ်ခင်ဒီနားကစောင့်နေမယ်သွားလိုက်တော့ဟိုနားလောက်ထိလိုက်ခဲ့ပါလားဟိုမေရှင်ကိုမြင်နေကြရည်လေခင်ဒီနားကပဲစောင့်နေမယ်ရော့မိရယူသွားခင်မိရကိုအသေးလေးရပေးလိုက်တယ်စောင်းမိရကခင်ပြန်မသွားရအောင်နော်စိတ်မချသလိုတွတ်မာနေတဲ့သေးလေးကိုခင်ကောင်းသာညင်းပြလိုက်တယ်ခင်စီကတပြူဝင်းမှရင်သို့တက်မဲ့စွာသွားတယ်ဒါကိုစိတ်မချနိုင်ဖလက်တကြီးဖြစ်တာအတော်ကြောင့်ဆော်ပြီးမှသေးလေးပြန်ဟုတ်လာတယ်အတော်ကိုနွမ်းနေနေပုံပဲဘိုက်ကိုဖိထားပုံမှာအတော်နာနေပုံဒါပြန်မယ်မိုးတော်ချုပ်နေပြီခင်ပြောပြီးရှိကတောင်းဟန်ပြတော့ခင်လမောင်းကိုတင်းကျပ်ဆောင်ဆုပ်ကိုင်းလိုက်တဲ့ကြောင်းခင်နောက်လက်ကြည့်လိုက်တယ်ခင်စောင်းဘိုက်အရမ်းနာတယ်
ခင်ဟာအာကိုကြီးစုပ်ကိုင်လာတဲ့ကြောင့်ခင်နဲ့မြင်မသိတဲ့ကြီးနေမှုလေးဖြစ်သွားတယ်အရန်နာရေးပြောမြင့်ကြီးကြလာတဲ့အသေးလေးကြောင့်ခင်တော်ကိုစိတ်ပူလာတယ်အရန်နာနေတာရှင်ထပ်သွားကြည့်လို့လားယင်မဟုတ်ဘူးစောင်းဖိုင်းအောင်နေတာအရန်နာရေးဟုတ်ပြီဒါခင်ကိုတွေ့လိုက်ခင်ခန်းကိုလိုက်ပို့မယ်နော်ပြီးရင်စေးစရာခေါ်ပေးမယ်ခင်အသေးလေးကိုတွေ့ပြီးအိမ်ထဲကိုရှောင်းခေါ်လာလိုက်တယ်အပေါ်ထဲအသေးလေးရဲ့ခန်းရှိမှာထွင်းညိုအိမ်ညာအောင်မြင်နေဒီအသေးလေးထွင်းညိုကိုဘာကြောင့်မခေါ်လာခဲ့သလဲထွင်းညိုထားစမ်းဟင်းမခင်ဟင်းစောင်းမဖြစ်တာလေမခင်ဘာရောက်နေရအောက်ထပ်မှာဖုန်းဝိုင်းကိုတောင်းလို့ပြီးစေးစရာခေါ်ခိုင်းလိုက်တွားမြင်ဟုတ်ကဲ့ထွေညိုပြလဲဆင်းပြီးတယ်ခင်လေးသေးလေးကိုကရင်မော်တင်ပြီးရဲ့ထီအောင်အငုံမတိတ်သေးပါအတော်ကိုနာနေရလားဘာလို့များစားသလဲမမခိုင်အိမ်မှာမတက်တာကြီးစားလာသလားတလောက်ထိပိုက်အောင်နေရအောင်မငုံတော့နဲ့ခင်စေးစရာခေါ်ခိုင်းထားတဲ့တက်တာသွားမှာပါမငုံနဲ့တော့ခင်စေးစရာခေါ်ခိုင်းထားတဲ့တက်တာသွားမှာပါကျေးဇူးခင်ခမရတက်တာခင်ဘိုက်ကိုပေးမယ်နော်စောင်းမပြန်ပြောနိုင်မှာဘိုက်ကရန်ကုန်နာနေရဲ့စောင်းဖိုက်ပေါ်ရောက်လာတဲ့လက်နွေးကြောင့်အနှင်းငယ်တက်တာလာတယ်စောင်းခင်ကိုကြည့်မိတော့လဲစိတ်ရှည်နဲ့တော့ပေးနေပြီးဆိုရင်မို့တို့ကမျိုးမှစွန့်ထင်းနေရဲ့ခင်ကစောင်းကိုစိတ်ပူတတ်သေးရလားခင်ကစောင်းကိုစိတ်ပူတဲ့ဆိုတဲ့တင်းစောင်းမြိတ်ဝဲရပါတယ်ဘာဖြစ်လို့လဲခမရနာနေသေးလို့လားခဏလေးပဲစောင်းတော့ထွေညုံနဲ့ဖိုးဝိုင်းကလည်းကြားလိုက်တာခင်ခမ်းဝါသူကြီးကတယောက်တည်းရွတဲ့အဲ့ဒီခင်လက်ပေါ်တော့လာထက်တဲ့လက်ကြောင့်ခင်အသေးလေးကိုကျင်းမိတယ်စိတ်မပွားနဲ့ခင်စောင်းတက်တာလာပါပြီစောင်းစကားဆုံးစောင်းဖိုက်ပေါ်မှာလက်တော့ချက်ချင်းရုပ်သိမ်းခံရတယ်ခင်ပဲမှစိတ်ဘူးလို့လေခင်စကားဆောင်စောင်းတော့ခိုင်းရဲ့အတွင်းသားတို့ကိုဖွားဖွားကြိုက်ထားလိုက်တယ်မဟုတ်ရင်စောင်းပြုံးမိတော့မယ်မမခင်ဒီမယ်စီးစရာပါလာပြီးတော့ဒီကိုကြောက်ပါစရာညာရင်မင်းကြီးခေါ်ရလို့ခင်အားနာပါလေငါဟုတ်တာသမီးခင်ကဲပြပါအောင်လူနာကဘာဖြစ်တော့စောင်းလက်နေရမှာထပ်ရပြတာကြောင့်နေနေကလေးမထနဲ့လှဲနေပါဘာဖြစ်လဲသာပြောပါလေသူ့ဘိုင်းနာနေရပါစရာခင်မဖြေခြင်းပါပဲဘယ်နာကနာတော့ကွယ်ဟိုအဆိုင်နာကပူပြီးနာတာပါရှင်ဆရာဆိုသူကစောင်းရဲ့ဘိုင်ယာဆန်းကနေရာတိကျဆန်းပြတယ်ဒီနာဆိုရင်တော့ကလေးမနေလေနေခင်အရှင်ဆက်စားနေလားကွယ်ဟင်းစောင်းစားပါဦးရှင်သိကြရဲ့လားဒီလိုပူပြီးနာတာမျိုးကအချင်းဆက်စားတာမျိုးကြောင့်ဖြစ်တတ်တယ်ကွယ်ကလေးမကတခြားစဉ်းစားပါအောင်စားမိသေးလားသိကြပါတယ်စောင်းမစားပါဘူးခင်ကိုတစ်ချက်လှမ်းကြည့်ပြီးထင်းငေါ့စာဖြစ်နေတဲ့တေးလေးကြောင့်ခင်မျက်ခုံးတို့တွန်းချိုးလာတယ်ခဏလေးဆရာခင်မိလိုက်ပါမယ်ခင်စောင်းသားလာထိုင်ကစောင်းမျက်နှာကိုတေးချစိုက်ကြည့်ရဲ့တေးကြလားခမချင်းစဲမစားထားတာစောင်းခင်ကြီးတို့ကိုမျက်စိလွဲကောင်းဖြစ်တေးကြတယ်ခင်ကစောင်းရဲ့ဖြစ်ကိုနှုတ်ခမ်းတို့တွေ့ကြရုံအတန်တခုထွက်ရုံသာတုတ်ပြန်နေထွင်းညိုခင်တို့ပြားကထွက်လာတဲ့တန်ကစောင်းကိုတော်ပင်ထိတ်လန့်စေခဲ့တယ်ဒီလိုချိန်ဆိုခင်ကလူစုံးနဲ့တိတ်တူတာပဲထွင်းညိုခင်ရဲ့တန်းဟာအစ်စိတ်ရဲ့ပါအရင်တန်းကြောင့်ဆောင်းကိုယ်တိုင်လည်းထိတ်လန့်ရသလိုထွင်းညိုကလည်းအတော်ကြောက်နေပုံပဲလက်နှစ်ဖက်ရှက်ကငုံထားတဲ့ကောင်တို့ကကျမ်းမြင့်တို့တိုးတော်မရအောင်ဟုတ်ကဲ့ခင်မကိုမုန်းနေဆိုတာသိရမှာလားခင်မေးကိုထွင်းညိုကောင်တို့စစ်တဲ့ငိမ့်ကြတယ်စီးစရာကိုပြောပြလိုက်ပါဒီလေဘက်ကသူ့ကိုဗာကြည့်သေးလေဟိုတည့်တည်းတော့ပါရှင်ပြီးတော့ဟိုအဆက်လေးနဲ့များပါတယ်ရှင်ထွင်းညိုတောင်းပန်ပါတယ်မခင်ထွင်းညိုတားခဲ့တဲ့နာမှာထွင်းညိုဖြစ်ပါထွင်းညိုရဲ့တောင်းပန်တာကြောင့်စောင်းတလိကမနေနိုင်တော့ပါတကယ်စရင်ထွင်းညိုကမစားဖို့တားရတဲ့စောင်းတင်းလှုပ်သေးခိုင်းခြင်းမှာမဟုတ်ဘူးခင်စောင်းတင်းတုတ်ကြီးခိုင်းတာပါထွင်းညိုပြမဟုတ်ပါဘူးထွင်းညိုကစိုက်ကြည့်နေတဲ့ခင်မျိုးတို့ကစောင်းစီတို့ပြန်လာခဲ့တယ်နောက်မှပြောကြတာပေါ့ဆရာတစ်ချက်လောက်ကြည့်ပေးပါဦးဟုတ်ပါပြီတရဒီအချင်းချောင်းဆိုတော့ဒါလေးကိုကြိုးတိုက်လိုက်ပါနှခါတော့အောင်မေးနည်းနည်းခါလိုက်မယ်အဲ့ဒါမှမတတ်တာရင်ဟိုဘက်ရွာကကျမ်းမာရေးမှုစီကိုတွားပြတဲ့နဲ့တမိခင်ဟုတ်ကဲ့ကျေးဇူးပါဆရာဒါဆိုကြုတ်ပြန်မယ်ဖုံဝိုင်းဆရာကိုလိုက်ပေါ်လိုက်ပါဟုတ်ကဲ့မခင်စီးစရာနဲ့ဖုံဝိုင်းထွက်သွားပြီးရနဲ့စောင်းခိုင်းလေတို့ကတော့ကိုအိဆက်လာတဲ့ထွင်းညုံမလေးမကေတော့ဆောင်ထပ်ဖို့ကိုသာဆူတောင်းကြတယ်မမခင်ကလင်းညာမျိုးတိမ်မုံတာဆိုတာကိုထွင်းညုံငယ်တွေကကြုံမပြီးသားဖြစ်ပါတယ်စောင်းကိုမခင်တော့ဆောင်ထွက်စီခြင်းမှာဘာလို့စီးရကိုအမှန်တမ်းပြောရတာလဲခင်အတန်ကပုံမှန်လို့ထင်ရရင်ပဲပုံမှန်မဟုတ်တာကိုစောင်းခံစားမိရဲ့ခင်မင်းနေလေခမရကိုခင်အတန်ဟာအတော်ဟိမ့်ထွက်လာတယ်စောင်းပြောနဲ့ထွင်းညုံတောင်ကိုကျင်လာတယ်မြန်ဖြစ်လိုက်ပါစောင်းရဲ့မမခင်တို့သားကိုမဆပါနဲ့လို့သာထွင်းညုံစိတ်ထဲပြောမိတယ်ထွင်းညိုကိုစုံမဆုပ်လို့ပေါ့စီးစရာကိုလင်းလို့ယောဂတတမယ်လို့ခမရထင်နေရလားဟင်စောင်းကိုမောနေခင်စောင်းရောနေကြလားခင်ပါကပြောတော့ပါဘူးစိုးရင်လို့ပြောလို့ပြောမှမသိသူကိုသူထဲတခြားသူကိုစိတ်ပိုးနေရဲ့အသေးလေးကိုကြာရင်ခင်တော့ထပ်မိတော့မယ်အခုနည်းနည်းအတန်မာတာကိုမျက်ရည်ကကြာလာပြီထွင်းညိုနောက်ကအစာကိုတေချာစီစဉ်မှာနောက်ကဒါမျိုးမကြားချင်ဘူးကြားလာထွင်းညိုဟုတ်ကဲ့မခင်ကထွင်းညိုမှာပြီးရနဲ့ချက်ချင်းစောင်းခန်းထဲကထွက်သွားတယ်စောင်းတော့ကဝန်းနေတယ်ခင်ကစောင်းကိုကျန်တာတို့နဲ့ကြမ်းတဲ့နေစိတ်မကောင်းဖြစ်ပါနဲ့ဆောင်းရင်မခင်ကအဲ့လိုပြောတတ်လို့ပါသူကဆောင်းကိုစိုးရင်လို့អော်တာပါဆောင်းရင်မဟုတ်ဘူးသူကဆောင်းကိုစိုးရင်တော့မဟုတ်ဘူးသူကအနိုင်ကျင့်နေရထွင်းညိုဆောင်းကိုဘလို့ချော်မှမသိပါမခင်ရဲ့ဒေါသကိုထွင်းညိုတို့ကြုံမှုပြီးသားမို့ရှုံးနေပေမဲ့ဆောင်းတော့ခံနိုင်မှမထင်ပါဒါပေမဲ့အခုကိစ္စမှာမခင်ဆောင်းကိုဒေါသထွက်နေအောင်မှန်မှန်ထွင်းညိုအသိဆုံးပါပဲ
ဘဲတဲ့ကောမှရစ်တီကိုရှိခဲ့တဲ့မခင်ကတခြားရတဲ့ဆိုရင်ထွေးညိုတို့နဲ့သာလွှဲထားတတ်တယ်ခုတော့အဲ့လိုမဟုတ်ဘူးစောင်းကောင်မခင်အတော်ကြီးဥဆိုင်တယ်လို့ထင်မိတယ်ရှောက်တရက်ကမခိုင်ရီကိုကိုယ်တိုင်သွားခေါ်တာပဲကြည်လေစောင်းဆရာဘေးရဲ့စီထဲမှာစီလုံးလဲပါတယ်အရင်တော့လိုက်နော်မနေ့ကအမုံတွေကိုထွေးညိုကြိုပေးမယ်ရပါတယ်မနေ့ကတတ်တာသွားမှာအခုစီလုံးပဲတောက်လိုက်မယ်ဒါနဲ့ထွေးညိုဘာလို့ခန်းအောင်မှာအိတ်နေရလဲထွေးညိုခန်းရောထွေးညိုခန်းရှိပါတယ်စောင်းလိုရာရှိရင်ခိုင်းရအောင်လို့မမခင်ကစောင်းခန်းသားမှာအိတ်ဖို့ပြောလို့ပါစောင်းကရပါတယ်ထွေးညိုအခန်းပြန်ရင်းလိုက်ပါဘာလို့ရရလဲစောင်းရဲ့ခုပဲကြည့်မမခင်နဲ့သားမတွေ့ရင်ဘယ်လိုလုပ်မလဲဟင်းစောင်းထွေးညိုပြန်မိတ်ပါဘူးစောင်းနားလိုက်တော့ရော့ဒီမစင်စောင်းထွေးညိုလက်ထဲကစီးကိုမျက်နှာမဲကကြည့်နေရဲ့ထွေးညိုစောင်းနဲ့တူခန်းထဲမှာလာရင်စီးတော့မယ်ရှင်မဖြစ်ပါဘူးစောင်းရဲ့ရရင်လေအဲ့ဒါဆိုရင်ထွေးညိုပြန်လို့ရပြီစောင်းနေနားတော့မယ်မနေ့ကဘိုင်းနာပြီးတေးလဲအေးရပဲနှုတ်ခမ်းဖူးတို့ကိုထော်ပြီးကလေးတို့စိတ်ကောက်ပြနေရဲ့စောင်းကိုထွေးညိုအသေးတရားရပါထွေးညိုထက်9နှစ်8နှစ်လောက်ကြီးရတယ်လားတကယ်ကလေးလိုပါပဲစောင်းရဲ့ဟုတ်ပြီထွေးညိုလာရင်မယ်ဒါမှမဟုတ်ဟိုဘက်ကခုံမပဲအိမ်မယ်ဘလို့လဲဒီမှာကရင်ရှိရလေထွေးညိုစောင်းတဲ့အတူအိပ်ပါနော်မရပါဘူးစောင်းလက်မခံခြင်းထွေးညိုမခင်ကိုစိတ်တက်ကိုကိုကြီးတောင်းရတော့မှာပဲမတက်နိုင်ဘူးလေပေးဆေးကိုပေးခဲ့စောင်းခုဘာသာကိုတောက်လိုက်မယ်ထွေးညိုကအိပ်ရတောက်လိုက်လေနော်ဟုတ်ပါပြီထွေးညိုရေချင်းစိတ်ကိုမနေထိန်ထားရှာတယ်စောင်းကမခင်ကိုအတော်လန့်နေရလားစောင်းဟာထွေးညိုကိုတော်ပင်အားနာနေပုံပဲအခန်းထဲကထိုင်ကုန်ရှိမှထွေးညိုအတွက်မသက်မသာဖြစ်မအောင်စိုးရင်နေပုံပဲမေးမခင်ထွေးညိုကိုတတိရဲနဲ့ရရင်လားတစ်ဖောက်ဝမိတယ်မနေ့2နာရီလောက်မှစောင်းစိတ်ချရှာအိတ်တော်မှထွေးညိုလည်းအိမ်နိုင်တော့တယ်မနေ့ခင်းရနေအောင်ဟာစောင်းရဲ့မျက်နှာကိုကြည့်စေနေပါပြီစောင်းမျိုးလုံးတို့ကိုအတောက်ဖိတ်ကအိယာမှာထားရထွေးညိုရှိရာခုံထဲရှိသောကြည့်ရောက်မိတယ်ထွေးညိုရှိမနေပါအိယာသိမ်းထားဖို့ထားရင်ထားသွားတာကြာပြီဖြစ်မယ်စောင်းချတောင်အစုံအမဲ့ရက်လိုက်တာနဲ့ညကနာကျင်မှုလိုရှိမနေတော့ပါစောင်းမျက်ခုံးလိုမြတ်တဲ့သွားတဲ့အထိအောင်အံ့ဩမိတယ်တကယ်ကိုစမ်းတာပဲခိုင်ပြောရမှန်းနဲ့စောင်းလုံးစရာရှိရများလုပ်ပြီးအောက်ထက်ဆင်းလာတဲ့အထိအောင်မသူမမြင်မိပါမသူမရှိကြဘူးလားစောင်းမျိုးခိုင်သာဝင်လာလိုက်တဲ့ကြီးမြိုင်ကတကုတ်ုံနဲ့ချက်ပြုံနေရဲ့ထွေးညိုကိုလည်းမတွေ့ဘူးကြီးမြိုင်စောင်းတန်ကြောင့်ကြီးမြိုင်နဲ့ကြည်လာတယ်အော်သမီးဆောင်လို့လာ ਈ လားသမီးစားကန်းထဲမှာစောင်းနေတော့ကြီးမြိုင်ပြင်ပြီးလာဖို့ပဲတော်သားဆောင်နေစောင်းကြီးမြိုင်စကားကြောင့်မြို့ကန်ရှိသမီးစပွဲတို့အကြည့်ရောက်မိတယ်ဒီစပွဲမှာဘသူတွေစားကြတယ်ကြီးမြိုင်နဲ့ထွေးညိုနှစ်ယောက်ကတက်တက်စားကြရလားဟိုကြီးမြိုင်စောင်းဟိုစပွဲမှာပဲစားလိုက်မယ်အိုတော့မရပါဘူးသမီးဆောင်ရင်ရှေးကသမီးစားကန်းမှာပဲစောင်းပါကွယ်ဒါကြီးမြိုင်တို့တော်သမားတွေပဲစားတာတောင်းပါသမီးရဲ့ရှေးကသမီးစပွဲမှာပဲစောင်းပါကြီးမြိုင်စကားကိုစောင်းသိတဲ့ဘောမကြပြီမဲ့စောင်းထံပြောတော့ပါရှေးကသမီးစပွဲမှာပဲထိုင်ဆောင်လိုက်တယ်စောင်းကြီးမြိုင်ချက်ကြီးသမျှကိုအတော်ကြိုက်တယ်စားကောင်းတယ်မနေ့စောင်းတော်ပင်စားလိုက်တာကြောင့်ဘိုက်တော်ပြည့်နေပါပြီကြီးမြိုင်ထွေးညိုစည်းသွားတယ်သမီးခဏနေပြန်ရောက်တော့မှာပါသူ့ကိုခိုင်းကြရှိလို့လားအဟုတ်ပါဘူးခိုးစည်းတော့ဖို့ရှိလို့လေအော်ဟုတ်ပြီသားပဲကြီးမြိုင်မိနေလို့သမီးရဲ့ခဏလေးနော်ကြီးမြိုင်မျိုးကန်တော်လို့ကြီးဝင်ကခွင့်ငယ်တစ်ခုကင်ကထွက်လာတယ်လက်တစ်ဖက်မှာထင်းညက်တစ်လုံးကင်လာသေးရဲ့ဒီမင်းသမီးစည်းတော့လိုက်အောင်ဒီမင်းထင်းညက်မစားလိုက်ရမှာရဲ့ကြီးမြိုင်ရေးပဲပေးပါစောင်းချုံမကြိုက်လို့ဒီထင်းညက်ကတိတ်မကြုံပါဘူးသမီးရဲ့ခင်လေးကိုယ်တိုင်ကြုံမှထားတာစေးလေခင်လေးပဲကြုံပေးခဲ့တာသမီးစားသေးလိုက်ပါအောင်ရှင်ခင်ကိုယ်တိုင်ကြုံပေးတာလားကြီးမြိုင်စောင်းရဲ့အောင်ဟောစာမင်းမြတ်မှုကိုကြီးမြိုင်ကငိမ့်ကဖြေတယ်စောင်းရှိခါခွက်ကိုကင်ကပါဇက်မှာတည်ပြီးရှာဖြစ်ရင်မိကြီးရဲ့ဟီအတော်ခါတာပဲတော်ပြီးကြီးမြိုင်စောင်းသက်တာနေပါရင်မတော့တော့ဘူးစောင်းကြီးမြိုင်ကိုခေါင်းတကာပြေခွက်ကိုပြန်ပြီးတယ်မရအောင်တော့စောင်းထွင်းညုံမခင်ကိုပြန်ပြောမှာနော်ဈေးချင်းကိုစဲခါဝင်လာတဲ့ထွေးညိုကပြောခြင်းပါပဲထွေးညိုပြောပေါ်စောင်းကကြောက်ရမှာလားဒီလောက်ခါနေရမတော့နိုင်ပါဘူးနှာခေါင်းပွေပြီးမောလိုက်ပေါ်ပြကျွန်တော်ဆိုရင်အဲ့လိုတောက်တာအဲ့ဒါဆိုရင်တိတ်မခါပါဘူးဖိုးဝိုင်းစကားကိုထွေးညိုရောကြီးမြိုင်ကပါကောင်းနေတယ်ထွေးညိုမနေ့ပြန်ခိုင်ရတဲ့ကပြန်လာရင်ခန့်ရင်သွားမယ်ထွေးညိုလိုက်ခဲ့အခုစေးရင်တောင်းလိုက်စောင်းဖိုးဝိုင်းပြောလို့အတက်အောက်ကတစ်ချက်တည်းမောလိုက်တယ်အတော်ကိုခါနေရတာမလို့စောင်းမျက်နှာတို့ရှုံးမဲ့လာတယ်အဲ့ဒီချိန်မျက်စိကြီးရောက်လာတဲ့ထင်းချက်ကိုအလင်းနဲ့ပါစက်ထဲထည့်ပစ်လိုက်တယ်ကြီးမြိုင်ပြောတာဟုတ်တယ်တိတ်မချိုစိတ်စိတ်လေးနဲ့စားကောင်းတယ်ထင်းချက်ကဘာလို့အဖြူဖြစ်နေရလဲဖြူမောင်ကမခင်ကနောက်လို့နဲ့ထင်းချက်လောက်ခိုင်းထားတာလေတရားလုံးမသူမှမစားနိုင်ဘူးအော်ပြီးတော့ထွေးညိုစေးချင်းမထုံများကိုထုတ်နေရင်မှစောင်းထိုင်နေတဲ့နေရာကိုရောက်လာတာမို့ဖိုးဝိုင်းကအဲ့ဒီထုံများကိုဆက်လုပ်ပေးနေရဲ့ဒီလိုမိသားစုစိတ်တက်ရှိကြတဲ့သူများနဲ့နေထိုင်တဲ့ခင်ကဒီလူတွေနဲ့ထမင်းလက်စုံမစားဘူးလေလားမခိုင်ကြလဲသွားမယ်လို့ပြောလိုက်တာလားဆောင်လေဒီနေ့သွားမယ်တဲ့အဲ့ဒါဆိုမခိုင်မနဲ့ပြန်မရောက်တော့သေးဘူးအနည်းဆုံး15လောက်ကြာတဲ့ဆောင်ရဲ့ရှာကဝေးကြီးလားအဲ့လောက်ကြာအောင်ဒီမေကရတဲ့တစ်ခါသွားရင်အဲ့လိုပဲလေးဆောင်ရဲ့အဲ့ဒါဆိုစောင်းတော့ပြင်းနေတော့မယ်နောက်ရက်တွေစောင်းသွားနေတာရှိရင်ထွေးညိုလိုက်ပို့မှာပေါ့မပြင်းစီရပါဘူးစိတ်ကြောင့်
ရွာရဲ့ဆောင်ပဲအတော်ကိုခေါင်ပြီးလူသွားနေတဲ့မြတ်တော်လန်းတကြောင်မြမဝဲဆောင်နီရောင်ဖြော့ဖြော့ကိုဝတ်ထားကစံနေတို့ထဲမှာနေစီနီကိုပန်းစင်ထားတဲ့မမီမျိုးကအဲဒီမြတ်တော်ရဲ့အစုံစုကြုံတို့အုပ်ဆိုင်နဲ့အနာရီသားရဲ့စူတော်တို့သူ့ပြောင်းတကူဖြစ်တဲ့စူတော်စီကိုသုံးမရဲ့ခြေလမ်းတို့ဦးတည်နေရင်တိတ်လာပါတဲ့မမီမျိုးကကြောက်ဟန်မရှိသလိုစိုးရင်စိတ်တို့လည်းလွှမ်းမိုးမနေပါရောက်ပြီလားကင်စူတော်မှထွက်လာတဲ့အတန်ကြောင့်အိမ်မမီမျိုးရဲ့ခြေလမ်းတို့ရှက်တန့်ကုန်နေအစင်းနေဘလို့ရှိတယ်ဒီဘက်ကစီကတော့အကုန်ကောင်းပါလေတောင်ပေါ်ကခင်းနေလူဝင်နေကြလို့ဒီနေ့ပဲသွားမလို့အိတ်ကိစ္စဘလို့စီစဉ်ထားလေဒီခီးကပြန်လာရင်စတော့မှာပါအခုအိမ်မှာမလုံခြုံမှုထင်လို့လားအဲ့မေကုန်းနဲ့တူမမပြိုရဲ့မျက်နှာထားဟာတင်းမနေမယ်မေးခံရတဲ့သူကလည်းကြောက်နေပုံပေါ်ပါအဟုတ်ပါဘူးသူမမနေချင်တာသူနေချင်နေဆိုရင်ငါမှတားဖိုင်ခွင့်မရှိဘူးကောင်းပြီသွားတော့ကျူးဆိုင်ပါဘာတွေပဲဖြစ်လာငါမင်းကိုအသက်ရှင်လေးရဲ့ပြန်လာတာမြင်ချင်တယ်တခင်လုံးဖြည့်စည်းခံရရင်တော့မင်းတော့အသက်ရှင်ရမယ်အေးဆက်အမိတ်ဆက်ဆန်းစကားနောက်တန်အောင်စုံနေစွန့်ထွင်းနေရဲ့စိတ်ချအမိတ်နိုင်ဖြစ်စီရမယ်တက်ကြတာဖြစ်လာတဲ့စကားကိုအိမ်မပြိုခေါင်းသာငိမ့်ပြတဲ့ထွက်သားသူရဲ့ကြောပြေကိုပြောင်းမသွားမချင်းကြည့်နေရမှလှည့်ကြည့်လာတဲ့သူကခင်ငါစိတ်ချမယ်နော်သူ့ကိုဘာပြောထားလဲ sorry ကိငါမိတ်သွားတယ်သူ့ကိုဘယ်နည်းကြောင်ပဲပြောခဲ့သေးလဲမိကုန်းကိုကောင်းခါရီတုတ်ပြန်လိုက်တာကြောင့်တော့ကြာရင်တက်ပြီးတော့မယ်လူတွေပြောတဲ့အချိန်ဆိုတာခဏလေးအဲ့ဒါတိတ်မှန်နေစောင်းခုဆိုရင်တရားရောက်တာဆဲရဲကြော်နေပြီခံရတဲ့တော့ကလည်းတပတ်ရှိနေဖို့စောင်းတော့ကိုပြင်းနေပါပြီဒီအောင်မိတ်ကလေးတော်များကရတဲ့စင်းကြပြီးတချို့ကတော့ဈေးဆိုင်လေးတွေဖွင့်ထားကြတယ်လက်လုံးမုံဆိုင်တော်များဖွင့်ထားကြတယ်မြို့မှာလို့တင်စားစားစာမုံများတော့ဒီအောင်မှမရှိပါစောင်းဒီအောင်မှာဘာလောက်ကင်စားတော့မှလည်းမသိသေးပါအလုံးမရှိပဲလဲစောင်းမနေတတ်ပါနောက်တစ်ခုကဒီရဲ့နောက်ဘက်မှာနှင်းစီနေများသာစိုက်ပြိုထားတဲ့စိုက်ကင်းနဲ့ကိုရောင်တစ်ခုကိုစောင်းရည်များကအပေါ်ထဲကလှမ်းမိလိုက်တယ်ဖုံးဝိုင်းတယောက်ရေလောင်းနေအောင်ဆိုတော့ခင်ပိုင်နာမျိုးလည်းဖြစ်နိုင်တယ်။စောင်းအိုက်ချက်နဲ့ကိုသွားခြင်းနဲ့ဘိုင်းနဲ့တို့ကစောင်းကိုတော်ပင်ဆွဲဆောင်နေရမှာအမှန်။စောင်းဘာကြီးတယောက်တည်းထိုင်တွေ့နေရလေနေပွေလေ။စောင်းတွေးလို့နေတော့ထွင်းညိုကဘယ်တော့မှရောက်တယ်မသိ။အော်ထွင်းညိုဘာရင်မဟုတ်ပါဘူး။အဲ့ဒါဆိုနေပွေလေအိမ်ထဲဝင်မှာပေါ့။ထွင်းညိုဒီရွာမင်းစောင်းလို့ရမယ်အလုပ်မျိုးမရှိဘူးလားယင်။စောင်းလို့ချင်လို့အမလီတော့စောင်းတို့ကတော့ခင်တော်သားဟိုတဲ့စောက်ထိုးစင်းနေရပဲစောင်းကိုပါရင်မရမချင်းတော့အလုပ်လုပ်ဖို့မတွေးလိမ့်နဲ့စောင်းရင်ဒရင်ကနေအလုပ်လုပ်ရဖို့ကမျော်လင့်နေတဲ့စောင်းကခုမှဧည့်သည်တလာရှိသေးရနော်အမစောင်းသိပါပြီဒါနဲ့အိမ်တော်ဘေးကပန်းကြီးခင်ပိုင်နာလာထွေးညိုဟုတ်တယ်လေစောင်းဝင်လို့ရလာသွားကြည့်ချင်တဲ့ပန်းဒီကလှလို့မရလာဘူးနောက်ဖေးချန်တဲ့ကိုမမခင်ကဘသူမှပေးမွေမှုဖိုးဝိုင်းတောင်ပန်းမီလောင်ပြနဲ့တန်းထွက်ရတာအဲ့ဒါဆိုခင်တယောက်တည်းအိပ်ဘက်ချောင်ကိုသွားလာတခါလီတော့မခင်ရဲ့လှုပ်ဖို့ကိုင်းဘက်တဲ့အိပ်ဘက်ကကိုတော်နဲ့ဝဲထတာကိုတော့တွေ့ဘူးတဲ့ဘာလို့လဲတော့ထွင်းညိုမသိဘူးစောင်းရင်ထွင်းညိုစကားကိုစောင်းပွေမကြပါအေးရဲ့မိသားစုတော့ဘေးမွေပေးမသိပါပဲတစိမ့်တွေကိုတော့ဘေးဝင်တာကအတော်ထူးဆန်းနေခင်ဟာသိကိုလွှတ်တာပဲလားဒါမှမဟုတ်စောင်းတို့ကပဲလိုက်မမီနိုင်တာလားမသိတော့ပါဒါနဲ့ထွင်းညိုဒီရွာကရှာတွေကအတော်ဝေးလာသွားဖို့ဝေးရလို့တော့မဟုတ်ပါဘူးလဲနေစီတနိုင်လောက်သွားရတယ်လမ်းလျှောက်စီတော့ဝေးတယ်စောင်းမလို့ဖို့လေခိုင်းစီလိုက်သွားမို့အပြန်လာတာကြောင်နေမှလားခိုင်းရဘယ်နာမှရှိတဲ့ထွင်းညိုသိရမှလားထွင်းညိုဟာစောင်းစကားကိုခေါင်းကြီးပြပြီးပြောဟန်ပြုစဉ်ခဏလိုက်သွားရောမခိုင်ကိုကြီးဖြစ်မယ်ထင်လို့လားစောင်းအိအေးဆက်တန်ကိုအတော်ပင်ရင်းနှီးနေပါပြီခင်မဟုတ်လားခင်ဟာဒီရဲ့ပိုင်းအတော်ကိုအလုံများနေပုံပဲအရင်ရများမှာစောင်းနဲ့ထမင်းစားကိုပြန်လာတဲ့ခင်ကဒီရဲ့ပိုင်းပြန်လာတာမှတပတ်လောက်ရှိတော့မယ်မနေ့စောစောင်းမထသေးခင်လှုပ်သွားပြီးစောင်းအိပြီးမှပြန်လာတာကများတယ်မနေ့ညကဆိုရင်ပြန်မေးကြောင်းဒီမနေ့ကြီးမှန်ပြောလို့တရားတယ်အခုရောဘာကြောင့်ပြန်ရောက်နေပါသလဲလေထွေးညိုနေတဲ့သာပြန်လိုက်တော့ခင်စားတော့မေဟုတ်ကဲ့အမခင်ထွေးညိုထွက်သွားသည့်တိုင်စောင်းခင်ကိုသာချိန်နေမိရဲ့စားလေးစားရံများတဲ့နေငယ်ချောင်းကြနေရဲ့မြတ်တော်များနဲ့ခင်ဟာမျက်လုံးတို့ကလည်းအေးမွားသလိုရှိဝေးရဲ့ပါဖြစ်နိုင်ခမရကိုလိုက်မသွားစီခြင်းမို့မမခိုင်တို့ကြာကတခြားຢာရဲ့တဲဝေးတယ်ပြီးတော့ခင်ကလဲကလည်းငွေကိုကျုပ်လို့ပြင်ထားရတယ်နောက်ပတ်မှရှာမယ်လိုက်လျှောက်သွားကြတဲ့ပါစင်းနဲ့ခင်မတားလို့ဘူးဒါဟာဒီကလေးမစောင်းကိုထမအောင်ဆုံးစကားရှိရှင်းပြခြင်းပါပဲစောင်းမှတ်မိသလောက်ပေါ့ကောင်းပါပြီစောင်းတော့တော့ပါဘူးလဲရမှာပေါ့ဒါနဲ့ခင်မင်းနေကောင်းရဲ့လားစောင်းစကားကိုနားထောင်နေရဲ့ခင်ရဲ့မျက်ခုံးတို့တွန်းချိုးနေရဲ့ဒီသေးလေးကစကားကိုသေးချာမှတ်မထားတတ်ပါလားခင်ဘာမှဖြစ်ပါဘူးနေ့စားစားကြမယ်အိမ်ထဲဝင်တော့လေခင်စောင်းကိုပြောပြီးချင်းအိမ်ထဲသို့ခြေလန်းနေပါပြီစောင်းခင်ကြောပြင်ကိုကြည့်ကအမြင်မသိရဲ့ဆိုရင်စီတို့လွှမ်းမိုးနေရဲ့စောင်းစိတ်တဲ့ခင်တော်နေမကောင်းဖြစ်နေလို့ထင်နေမိတယ်အတန်ကြာငီးကြည့်နေတဲ့ကြောပြင်ကရုတ်တရက်ဆန်းစွာလှည့်လာတာကြောင့်စောင်းကြည့်တို့အမြန်ပြင်လွှဲလိုက်ရတယ်ဒါနဲ့ခင်ခမရကိုပြောထားတာတွေကိုမွေးမပြပါနဲ့ခင်မကြိုက်ဘူးငါကဘာစောင်းစကားကိုစောင်းအောင်နားမထောင်ပဲအိမ်ထဲဝင်သွားတယ်ခင်ကိုစောင်းမျက်စောင်းနာထိုးလိုက်တယ်စောင်းစိတ်နဲ့စောင်းမိခြင်းမေးမယ်အဲ့ဒါဖြစ်လေအနောက်မှာနှုတ်ခမ်းတော်နဲ့ဝါစီ၍လိုက်လာတဲ့စောင်းဟာရှေးမှခင်ရဲ့မြင်ခဲ့ထားတဲ့ပြုံးကိုမတွေ့နိုင်ခဲ့ပါလိအဲ့ဒီပြုံးကိုတွေ့တဲ့အခါမှာစောင်းပါများပြောနေမလဲနေ့လက်ထမင်းစပွဲဟာအရင်နေ့များနဲ့မတူအတော့ကိုတိတ်ဆိတ်နေရဲ့
ခင်အိမ်ပြထမင်းမစားရဲ့နေများမှာစောင်းထွေးတို့နဲ့မြို့ကန်တွေကဇွဲမာသာစူစူညံညံထမင်းဝိုင်းလေးစားပြတဲ့အခုကကြောက်ကြီးနဲ့ထမင်းစားရတယ်လို့ပါပဲကြီးမြိုင်ခင်ညပြန်ပြမထင်ဘူးစောစောနားဟုတ်ပါဟင်းခင်လေးမင်းညကလည်းပြန်မေးဘူးမလားဟုတ်တယ်ကြီးမြိုင်ခင်ခွေးရပိုင်းလုံများနေလို့ဒီတညာပဲနောက်ညပြန်ရေးပါမယ်အေးပါကွယ်ခင်လေးကိုပါကိုယူဆိုင်နော်ဟုတ်ကဲ့စောင်းဟိုင်းစကားဝိုင်းနဲ့ဝင်ပွားခဲ့ပါတကယ်ဆိုရင်ဒီလောက်နောက်ဖက်နေရဲ့မျက်နှာနဲ့ကိုအိမ်မှာကောင်းကောင်းအနားယူတင်တာပေါ့ပတ်ဆက်တွေတရားရှာပြီးတင်ရင်ရုပ်သားမုံများလားဒီကလေးမှာဖော်ဝိုင်းဒီညခင်မာထားမမေ့ပါနဲ့ဟုတ်ကဲ့မခင်တော်ပြီးကြီးမြိုင်ခင်သမီးစဝဲမှာထားပြီးသွားဟန်ပြေးမဲ့ခင်မြောင်းတို့ဟာသူတို့ပိုင်ရှိရဲ့အမိတ်ကိုပြီးဆန်းကသူတို့တခင်စီကိုရောက်မိပြန်ပါလေချစ်စရာနှုတ်ခမ်းဖူးတို့ကိုလှုပ်ခါပြီးဘာမင်းတို့ဖောင်းတက်အောင်တခုချင်းဝါစားနေရဲ့အဲ့ဒီလေးကတကယ်ကိုမျက်စိမလွှဲချင်းကြပါပဲခင်ဗျဒီမာနေရတာဘာလိုအပ်တယ်လဲလိုအပ်တာကိုပြောရလားစောင်းမေးကိုခင်ကကောင်းကြီးပြတယ်ပျော်ရွှင်နေထွေးမှုဘာပျော်ရွှင်နေထွေးမှုလိုအပ်တယ်စောင်းစကားကိုခင်စဉ်းစားဟန်ပြောပြီးမှခမရပြောတာကိုခင်နားမေဘူးဒါရင်မဲ့ခမရပြောတာရှာဖို့ခင်ဘာလို့ပြရမလဲဒီငါလူတိုင်းခင်ပါဝင်ကြီးမြန်ဖုံဝိုင်းထွေးညိုအားလုံးနဲ့ဒီစပွဲမှာပဲထမင်းသုံးတဲ့နေ့တိုင်းလက်ဆောင်စားကြတယ်စောင်းအဲ့ဒါကစောင်းစကားဆုံးတာနဲ့ထွေးညိုကအလန့်အကျဝေစားဟန်ပြပြီးမဲ့ကြီးမြိုင်နဲ့ဖုံဝိုင်းကအော်ရုံတာကောင်းပြီခင်လုပ်ပြီးမဲ့ဒီညတော့ခွက်တော့ပါခင်ဟာပြောဆိုထမင်းစားကမ်းမှာထွက်သလိုခင်စကားကိုလည်းစောင်းဟာကောင်းညင်ရုံတာအစားတော်ပြဲအဲ့ဒီမျိုးလေးကိုအော်နေသူ၃ယောက်ဟာစောင်းထက်ခင်ကိုပိုအော်နေခြင်းသာအမောင်တို့ရဲ့အတန်ပစင်းရင်ခွဲတို့ဟာသူတို့ရှင်ခွဲမတက်အောင်အော်ဟိနေကြတဲ့ညကပဝင်းကျင်တစ်ခွေမြည်ဟိနေခင်အဲ့ဒီကောင်တို့ရဲ့အတန်ကိုနားဆောင်ကအားလဲတားမိတယ်ခင်ရင်နဲ့မွန်းချက်မှုတို့ကိုအဲ့ဒီကောင်များလို့ရှင်ခွဲထအောင်အော်ဟိပစ်လိုက်စနေခင်ဟာလူကောင်းတယောက်တော့မဟုတ်ပါဒါရင်မဲ့အတိတ်လေးရှိမှလူကောင်းဖြစ်စနေဘာကြောင့်ရတော့ခင်မသိပါတိတ်ဆိတ်တဲ့အခန်းမှာလွတ်ပြန်နေတဲ့ခင်တို့ကိုကျိုးဖုံးတဲ့တရေကဖျက်ဆီးခဲ့တယ်ဟယ်လိုအတန်ကတော့ရှင်တိုင်းပဲအေးဆက်ပါပဲလားဥတီဟာခမညာဟုတ်ပါဗျာဟုတ်ပါကျုပ်သိရပါလေမှတ်မိပါလေဆောင်ခင်လေးရဲ့ပြန်ပြုံးမထားအတော့ကိုအမျက်တော်ရှာနေပါတော့လားငါနှမရဲ့တောင်မော်ခင်းတွေကိုခမညာလောက်ထားမှကျုပ်သိရဲ့ဥတီဟာအလဲကြောင်မနဲ့စတန်ပေါ်ခင်မင်းတွေဒါဟာအသေးအမလေးပါကွာဘာကြောင့်ဒေါသထွက်နေလဲအော်ဒါနဲ့မင်းရဲ့ဘိုးတန်ရှင်မင်းသမီးလေးရောက်နေတပါဆိုခမညာဝဆက်ကိုပိတ်ထားလိုက်တကယ်ကိုတွန့်လို့ပါပြီတဲ့သူ့ကိုထိရနေခမညာသေးရဲ့နေပဲမှတ်ထားဥတီဟာကြောက်ပါရဲ့ဗျာကြောက်ပါရဲ့မင်းတလောက်တွန့်နေမှာတော့ကျုပ်လည်းသိကျင်တပါကောင်းပါပြီဦးတီဟာဒီဖုန်းကအတန်တွေကိုနောက်ရက်ကိုဆိုင်နောင်စီကိုအရောက်ခင်ပို့ပေးလိုက်ပါမယ်ခင်စကားဆုံးဟိုဘက်ကအတန်တို့တိတ်ဆိတ်ကုန်နေခင်မင်းဒါတော့ဟုတ်ကျေးဇူးတင်မလို့ပါဘူးခင်ကတန်စာကအကုန်ခံပြီးရှမ်းပြီးရအောင်ပို့ပေးမှာပါဦးတီဟာအားနာဖို့မလိုပါဘူးလေခင်မင်းအဲ့လိုဦးတီဟာစကားမဆုံးခင်ကြားလိုက်ရတာကတနတ်တန်မှန်သိချာသိရဲ့ခင်မင်းမဖြစ်တာလေခင်ငါခေါ်နေရကြားလားဦးတီဟာခင်များကျုပ်ကိုလှုပ်ကြံလိုက်တာပေါ့လေအခုခင်မင်းငါဘယ်တော့မှသိချဘူးလဲမိပြီလားအဲ့ကောင်မင်းဘယ်နာထီလဲငါဆရာဝန်လွတ်လိုက်မယ်ရတယ်လက်မောင်းထီဟာအယုံထီသေးဘူးစိတ်မကောင်းစရာပဲကျုပ်မသိသေးဘူးအေးမင်းတရားရေးမကြည့်ဘူးမင်းတရားဆိုင်လေးကငါ့ကိုတက်လိုက်မယ်ဟဲ့ဖုန်းချလိုက်ပြီတီဗီကကြာလာတဲ့ဖုန်းလေးကိုကြည့်ကတိခကောင်းခါမိတယ်ခေစနာသိတ်ကောင်းပါရဲ့ကလေးမအလုပ်ကိုတရေစီးသလိုကိုလုပ်တဲ့ကလေးမတိလာတဲ့9နှစ်တာကာလမှာတယောက်တည်းအသေးမလေးကိုတိခိုက်ပြီးစနောက်တက်ပေမဲ့အသက်ကိုတော့စနောက်တာမလုပ်ကြပါလေအခုကဘသူကများလုပ်တယ်လဲတိဟာတိအောင်စုံစမ်းမှဖြစ်ပြီးတိတို့ကတော့အလုပ်မပေးပါစိတ်ချခေဆိုင်မှာထွေးညိုကြီးမယ်ကခဏလာပါအောင်နဲ့စာဟောက်ထက်မှတက်လာပြီးအခန်းထဲရှိထွေးညိုကပြောခြင်းမှာဟုတ်ကဲ့ထွေးညိုသွားလိုက်မယ်ထွေးညိုထသွားပြီးခဏကြာဖိုးဝိုင်းတယောက်စာခန်းဝမှာကျန်နေရအောင်တွေ့ရင်ဖိုးဝိုင်းဘာဖြစ်လို့လဲနားလီဟုတ်ဆောင်ဟိုနားလို့လာပို့တာပါအော်ကျေးဇူးတော်ဖိုးဝိုင်းစာဖိုးဝိုင်းစီမခွက်ကိုယူပြီးတဲ့ထီအောင်ထမသားသေးရဲ့ဖိုးဝိုင်းကြောင့်ဘာလို့လဲလို့လဲဖိုးဝိုင်းဟိုစာခုမတော့သေးဘူးလားဗျာဟိုကျွန်တော်ခွက်ပြန်ယူသွားမလို့ပါဗျာဖိုးဝိုင်းရဲ့ထွတ်ဟောင်ကောစကားဆိုစောင်းမြခုံးတို့နေငယ်တွန်းချိုလာတယ်ထူးဆန်းတဲ့ခန်းသားချက်မျိုးခန်းစားနေမိတယ်သို့တော့စောင်းတစ်ချက်ပြုံးကထွေးညိုကိုပို့ပေးခိုင်းလိုက်ပါမယ်ဖိုးဝိုင်းတော့လို့လေနော်ဗျာဟုတ်ကဲ့ဗျာဖိုးဝိုင်းစောင်းခန်းထဲကထွက်လာပြီးတာနဲ့တောင်းမှမာလေးစောင်းကျွန်တော်လည်းမမခင်ခိုင်းတာမို့ပါလို့သာစိတ်ထဲမှာတောင်းပန်မိတယ်စောင်းဖိုးဝိုင်းထွက်သွားတဲ့နောင်တို့ဘက်ကိုသိချာကြိတ်မိတယ်ခုနခန်းကဖြူအောင်မှုများကြောင့်စောင်းနှင်းငယ်ပြုံးမိတယ်ဖိုးဝိုင်းတခြားသူကိုတေးစီခန့်ရင်အရင်မိမဲ့တူရဲ့အခုထောင်စောင်းကိုအိတ်စီးခတ်တာခုနခန်းမှာပေးသွားလို့စောင်းရင်ကတက်ချင်ဒီလုံးအားပေးလိုက်ခဲ့ဘူးတာကိုကျေးဇူးတင်ရမယ်စောင်းမင်းမကိုသွားကအောက်မှလုံးရှိသိချာကြိတ်ပြီးနွားတို့များကိုသွန်းလိုက်တယ်စောင်းနွားတို့တောက်ပြီလားဖိုးဝိုင်းကိုမတင်ကားပေမဲ့ထွေးညိုကပါမိလာတဲ့အတွက်စောင်းမြခုံးတို့ပြင်းတဲ့အောင်အောင်းမိတယ်။အော်အင်းတောက်ပြီထွေးညို။ဝါအစိုးရကိုအိတ်ချင်နေပြီ။
မစောတော့ပါဘူးဆောင်းရဲ့17နာရီတောင်ထိုးတော့မယ်အိတ်တော်လေးလာလာထွေညိုပတင်းပေါင်နာကဆောင်းကိုဆွဲကအတင်းကတင်ပေါ်တက်ခိုင်းနေတယ်ဒီကလေးနှစ်ယောက်ဘာတွေများကြံစီနေတယ်လဲအဲ့ဒါဆိုဆောင်းအိတ်တော်မင်းနော်ထွေညိုလဲစောစောအိတ်အမဆောင်းအိတ်တော်လေးထွေညိုဆောင်းဟာဆောင်းကြုံပေးကစားခင်းနဲ့မှထွက်သွားတယ်အပြင်မှာဘာသာမှမကြားရရေးဆောင်းခဏလဲနေလိုက်တယ်ဒီကလေးနှစ်ယောက်ဘာကြောင့်ဆောင်းဟာအေးဆေးခတ်တာကိုသိကြမိတယ်ခဏကကြာဆောင်းခဏကဖွင့်တဲ့ကြောင့်လူလုံးလူကိုမိတ်ကအိတ်ချင်အောင်ဟန်ဆောင်လိုက်တယ်ဂဒေဗီနာချေဖွာရှောက်ကရောက်လာတဲ့ခြေလမ်းပိုင်ရှင်ကထွေညိုဖြစ်ချောင်းကိုတနက်ခါနဲ့တင်ကထုတ်ပေါ်တယ်ဆောင်းဟာနီးကတေချာကြည့်နေတဲ့ခန်းသားတဲ့ကြောင့်ဆောင်းမျက်ခုံတော့မလို့အောင်တေချာထိန်းထားလိုက်တယ်တေချာနဲ့ခြေလမ်းဟွာကိုခတ်သွက်ရှောက်ကတကားပိတ်ပြီးတာနဲ့တလုံးလုံးပြေးစင်းတံကိုကြားကမှဆောင်းနဲ့နေရာမှာထကထွေညိုနောက်လိုက်မိတယ်ဘာရေးကြောင့်လှုပ်ဝက်နေတယ်လဲဆောင်းသိကျင်မိတယ်ကိုဟိုဝိုင်းကျုပ်ဒီမဲ့တော့လာအိမ်မော်ထက်မှဆင်ပြီးမိဖို့ကအနောက်တကားမှထွက်သွားတဲ့ထွေညိုနောက်နိုင်ရင်မှကြားလိုက်ရတဲ့ကြောင့်ဆောင်းမြခုံးတို့တချို့မိတယ်ဒါပါလေချင်းတွေကြားလားဘလို့ဖြစ်တာလဲကိုဖိုးဝိုင်းရေမမခင်ကိုခမရသေးချာမဆောက်ရှောက်ဘူးလားကိုရနိုင်မမခင်ဘာများဖြစ်လို့လဲဆောင်းခင်နိုင်မယ်ကြားရတဲ့စိုးရင်စိတ်တို့ထုတ်ပူလာတယ်လာအရှိကနေပက်ပြီးအေကန်းကိုတွဲပြီးပါထွေးညိုအေကန်းမှာစီးစီတင်ထားတယ်အေကန်းဆိုတာကြောင့်ဆောင်းအိမ်ထဲမှာခြေလမ်းတက်တဲ့ရှောက်ကအေကန်းတေချာမြတ်မဲ့ကြောင်းမှာဝင်ခေါ်လိုက်တယ်တရင်လုံးပြီးဖိထားမို့ဆောင်းကိုတသေးလေးကိုတော်လုံးနဲ့မမြင်နိုင်ပါအေကန်းတို့ဦးဆောင်ဝင်လာတဲ့ထွေးညိုကအတော်ပြန်ရနေကနောက်မှဖိုးဝိုင်းနဲ့ဆောင်းမသိရဲ့မျိုးသားတယောက်ကခင်အောင်တွဲလာတယ်ခင်အားတွဲလာရလာအောင်ဘာများဖြစ်လို့ပါလဲဆောင်းဘုံမနေတော့ပါခင်ကြည့်ရတာတတိရှိရင်ပဲထွေးညိုလောက်ပုံစံမကြခင်ခင်တတိမိတော့မှအမှန်ပဲကင်းချရတဲ့ပိတ်သက်ကြီးရေဇလန်လေးရဲ့ပိုင်းစလီကိုတော့ဒီမှာပဲရနာကိုပြပါအောင်နော်နောက်ရတဲ့မှာရေးကဒီဇလန်လေးရဲ့ပိုင်းစလီကိုနေ့စဉ်ချိန်မှန်တက်ဆက်ပေးမှဖြစ်တဲ့အတွက်ရေးချတော်လေးရာမျိုးကစောင့်မျှော်ပေးကြပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်